တော့ကိုရိုသေစွာနာကြားနိုင်ရန်အတွက်ရှ िख ိုးပူဇော်ကြပါစို့ခမညာဩကာဒဩကာဒဩကာဒကာယကံဝစီကံမနောကံတပ္ပဒေါသခတ်သိမ်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖယားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့ကိုအယောအသေးအလေးအမြတ်လက်ဆုံးမော၍ရှ िख ိုးပူဇော်ဖူးမြော်မှန်လျှော့ကြောပါဤရှင်ဘုရားကြောရသောကျိုးအားကြောင့်ပယ်လေးပါးကတ်သုံးပါးရပ်ပြည့်၈ပါးယန္တုမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား၅ပါးတို့မှာအခါခတ်သိကင်းလွတ်ငြိမ်းသည်ဖြစ်၍မေတ္တရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤရှင်ဘုရားသဗ္ဗိတိယဝိဝေဇန္တုသောကောရောဂောဝိနတတုမာတေဘောတန္တရာယဒုက္ခိတိကာယုကောဘဝအဘိဝရဏတိလိတနေသံဩဒ္ဓပသယိနောသတ္တရောဓမ္မဝဒ္ဒန္တုအာယုဝနောဒုက္ခံပလံသဗ္ဗိတိယဝိဝေဇန္တုဘေယခတ်သိမ်းတို့ကင်းငြိမ်းကြပါစေကုန်သတည်းသဗ္ဗသောကောဝိနတတုဆိုရင်ခတ်သိမ်းကင်းငြိမ်းပါစေတည်းသဗ္ဗရောဂောဝိနတတုယောဂခတ်သိမ်းကင်းငြိမ်းပါစေတည်းမာတေဘောတန္တရာယသင်တို့ဘေးရန်အန္တရာယ်ဘာတစ်ခုမျှမရှိကြပါစေကုန်သတည်းဒုက္ခိတိကာယုကဘွန်တုကိုစိတ်နှစ်ပါးချမ်းချမ်းသာသာအသက်ရှိကြပါစေကုန်သတည်းအသောကာတိကာယုကဘွန်တုဆိုရင်ကင်းကွာစိတ်ချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းအာရောဂတိကာယုကဘွန်တုအနာကင်းကွာချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်သတည်းအဘိဝရဏတိလိတဘုရားတရားသံဃာယရဏ၃ပါးနှင့်မိဘဆရာကိုရှ िख ိုးသောလေးအကျင့်ရှိကြပေကုန်သောဩဒ္ဓပသယိနောကြီးကုံသောပုဂ္ဂိုလ်တို့ကိုအယောအသေးပြုတတ်သောအလေးအကျင့်ရှိကြကုန်သောသင်္သူရကောင်းပေါင်းတို့မှာအာယုစသက်တန်းရှိခြင်း၎င်းဝန္နောစယောအစဉ်ကောင်းခြင်း၎င်းဒုက္ခဆာကိုစိတ်နှစ်ပါးချမ်းသာခြင်း၎င်းပလန်းစကိုအညာအားနှင့်ပြည့်စုံခြင်း၎င်းအာရောကျန်သအနာကင်းကွာကျမ်းမာခြင်း၎င်းဣတိသောပိစဓမ္မကျွတ်တရားဤ၅ပါးတို့သည်နေဆံမြဲမပြတသက်ပါလုံးဝတ္တန္တုတက်လာသောနေလုံးတိုးလာသောရေလိုတနေ့တခြားတိုးတက်စီကားကြပါစေကုန်သတည်းအလပြေသဟံဗန္တိညီညွတ်ညွတ်ဆိုလိုက်ကြယမဟာဝဒာမိတံဝတေထနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ
ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယံပိဓမ္မံတရဏံကိစ္ဆာမိဒုတိယံပိသံဃံတရဏံကိစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယံပိဓမ္မံတရဏံကိစ္ဆာမိတတိယံပိသံဃံတရဏံကိစ္ဆာမိသရဏဂမနံသံပုံနံဘာနာတိပါဒဝေရမဏိသိက္ခာပဒံသမာရိယာမိအဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာရိယာမိကာမေတုမိစ္ဆာစာရဝေရမဏိသိက္ခာပဒံသမာရိယာမိမုသာဝါဒဝေရမဏိသိက္ခာပဒံသမာရိယာမိသုရာမေရယမိစ္ဆပမဒ္ဒဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိဣဒံမေပုညံဘောဓိညာဏတ္တပိစယဟောတုဗန္တေအရှင်ဘုရားမေဘုရားတပိတော်ဤဣဒံပုံညံဤကောင်းမှုသည်ဘောဓိညာဏတ္တဘောဓိညာဤပိစယအထောက်အပံ့သည်ဟောတုဖြစ်ပါစေတည်းသာတဝနှလုံးပြောပြောင်းသူတော်ကောင်းပေါင်းတို့တောင်းမဲ့သင်တော်သည်တိတရဏိနာဘုရားတရားသံဃာဟုဆိုအပ်သောသုံးပါးသောကိုယ်ွယ်ရာအစုံတရဏဂုံနှင့်သဟအတုတကွပင်စင်ကသီလင်္ဂါ၅ပါးရှိသောသီလတော်မြတ်ကိုသာဒုက္ခံကတ္တဝမြဲမြံအောင်ပြုကြကုန်၍အပမဒေနမမိတ်မလယောမပော့မတန်ထက်သန်သောသတိတရားဖြင့်သဗ္ဗကိစ္စာနိအလုံးစုံကုန်သောပြုဝဲကိစ္စမန္တမြကိုသံပါရိထကိုစီကိုငါပြည့်စုံကြစေကုန်လောbase နဲ့ထည့်ရမယ် echo နဲ့ထည့်ရ base နဲ့ထည့်ရနော်သိရှပ်ပြအလုံးသောတရားချက်ခဲသူတော်ဆင်များဓမ္မသဘင်မစခင်မှာ30ပုံအရာ10မျက်နှာအနန္တစัจ java လာ၌ရှိကြသောအနန္တသတ္တဝါတွေဘေးအခါသိကင်းငြိမ်းကြစေဖို့ဆေးအခါသိကင်းငြိမ်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့မေတ္တာဓာတ်တွေပို့လို့ကြရအောင်မေတ္တာဘောစာပဲကလေးတွေဘုန်းကြီးတို့ဆိုပေးတဲ့နောက်ကလိုက်ပြီးတော့တစ်ခေါက်စီညီညွတ်ညွတ်ဆိုလိုက်ကြပြီးတဲ့အခါ3ခေါက်စီတပြိုင်တည်းထဲမေတ္တာပို့ကြရမယ်ကိုယ်စိတ်နှပြဘေးရန်ကွယ်ချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသောရွှင်ပြုံးကြပါစေ
မေတ္တာယံသူဒေါသမုအပုကင်ပါစေမေတ္တာရေစံကိုယ်စီဖြင့်အေးချမ်းကြပါစေခန္တီဣယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီနှလုံးအစဉ်သုံးရွှင်ပြုံးကြပါစေဓမေတ္တာစွမ်းကဘာလွှမ်းငြိမ်းချမ်းကြပါစေမေတ္တာနိသာကရောလောကေသမ္မာပါတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခံတုဘုဒ္ဓိတာပဇာလောကေတတ္တဝါအလီလီခောမိပောလလောကတကဘာတွင်၌မေတ္တာနိသာကရောမေတ္တာအေလူဖွေးဖြူပဝင်ငွေလမင်းကြီးသည်သမ္မတတ္တဝါတတွေအေးမြစေဖို့အတရေရှုံးကကောင်းမွန်စွာဒုက္ခကရာသူလည်းဝန္တာငါလည်းရွှင်ပြုံးနှလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတုယံလည်းကင်ဝေပေးလည်းမခအေးရဖို့ရှုံးမြအတရေထွန်းပါစေတည်းမေတ္တာတိတလရံတိဟိမေတ္တာဖွေးလျက်အေဒဆောင်သည့်အယောင်ဝါတို့ဖြင့်မေတ္တာတိတလရံတိဟိမေတ္တာဖွေးလျက်အေဒဆောင်သည့်အယောင်ဝါတို့သည်ဘုဒ္ဓိတဘုံပေါင်းလွှမ်းထုံမှန်းမလထိတွေ့အကောင်သာပဇာကပခေပွဲပြေးပြေး၌ဒီနေများစွာတတ္တဝါတို့သည်ဒုက္ခဒုက္ခစိတ်ဧကဘေးရန်ကွာ၍ဝမ်းသာတကွချမ်းသာကြပါစေကောင်းသတည်း1382ခုနှစ်တဘောရလပိကျော်10ရက်ညချမ်းကာလ9နာရီ45မိနစ်အချိန်ကစတင်လို့ရန်ကုန်မြို့ရန်ကင်းမြို့နယ်နာမည်တဲ့ကောင်းရန်ကင်းနော်တရိုက်ပြီလို့ရန်မကင်းတာနော်တိုက်ပွဲတွေတဟုံဟုံဖြစ်နေတယ်အဲ့ဒီလူတွေအကုန်လုံးဒီရွှေ့ထားရင်ကောင်းပါအမတ်12ရပ်ကွက်ကာယဒုက္ခလမ်းတဲ့နော်စိတ်ဓာတ်ဒုက္ခမပါရနာသောကံပဲဓမ္မရိပ်သာကျောင်းတိုင်းမှာဆင်ကျက်ပါတဲ့သီရကုဓမ္မသဘင်
သောမဟုတ်ရင်တော့အဘိဓဆာနှစ်ပန်းရဲ့ဓမ္မသဘင်ကိုယခုအခါမေတ္တာအသီသာမေတ္တာပတနာနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွဲအားခဲရောက်ရှိလာကြသောတရားချစ်ခင်သူတော်စင်ပေါင်းတို့နှင့်တကွ30ဘုံအရ10မျက်နှာအနန္တစัจ java လာမှာရှိကြကုန်သောအနန္တသတ္တဝါတွေဘေးရန်ခတ်သိမ့်ကင်းငြိမ်းကြပါစေဆေရခတ်သိမ့်ကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့မေတ္တာဓာတ်တွေဖြန့်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်စတင်ဖွင့်လှစ်ပြီးလို့ကြေညာတဲ့အချိန်ဟာဘုန်းကြီးရဲ့နာရီမှာ7နာရီတိတိပါ10မိနစ်လောက်တော့လွန်တယ်အဲ့ဒါအလုံးသောတရားချက်ခင်သူတော်စင်များဒါနံသက္ကသသောပါဏံဒါနံပါထိယမုဒ္ဓမံမြတ်ဗုဒ္ဓရဲ့ဒါနကထာပြောဘာကထာလဲအေးအလုံးလူစိတ်အောင်ကြဲကြဲပြောဒါနကထာပြောဘာကထာလဲအေးဒါနမရှိနော်ငတ်တဲ့လူတွေဘယ်လိုလုပ်ရှိတဲ့လူတွေကဝေပေးမှာနော်လမ်းဘေးတွေကလမ်းဘေးမှာနော်ဓမ္မတနဆာအတွက်ပြေးလွှမ်းနေတဲ့လူတွေအများကြီးပဲဓမ္မတနဆာအတွက်ပြေးလွှမ်းနေတဲ့ကလေးလေးတွေလည်းအများကြီးပဲပန်းကုန်းလေးတွေလည်းရောင်းနေတာကားဘဝတွေနည်းနည်းပေးသွားလိုက်တာသူတို့တွေတနေ့စာတနတ်စာရကြတယ်ဒါနကိုမရှုံးချနဲ့နော်ဒါနမရှိရင်အငတ်ကဘာနဲ့တတိကဘာဟာတခြားစီဖြစ်သွားဒါနံသက္ကသသောပါဏံမြတ်စွာဘုရားကဒီလောက်ထိပြောတယ်ဒါနံပါထိယမုဒ္ဓမံဒါနံဥစုကတမေကံဒါနံမောက္ခပဒံဝရံသာရဝနှလုံးပြောပြောင်းသူရကောင်းပေါင်းတို့ဒါနံလူဒါနမန္တမြဟာသက္ကသသောပါဏံနတ်ပြည်တေကျောင်းဆောင်တန်လှေကားနဲ့တူတယ်အလူဒါနပြုကြတာဟာနတ်ပြည်တက်ဖို့လှေကားထောင်တာပြောဟေ့ဘာလို့ဖို့ဘာလို့ထားအပေါ်တက်မယ်ဆိုရင်လှေကားမပါရင်တက်မရဘူးလေဒီမှာလေးဓာတ်ကြောင်းကြီးကြည့်ပါလားလှေကားအကွေ့4ကွေ့ရှိလိမ့်မယ်လျှက်စစ်ဓာတ်နဲ့တက်တဲ့လှေကားလည်းရှိလိမ့်မယ်ဒီလိုမဟုတ်လားဒါနံသက္ကသသောပါဏံဒါနလူဒါနမန္တမြသည်သက္ကသသောပါဏံနတ်ပြည်တွင်မကဗြဟ္မပြည်အထိတက်နိုင်တဲ့ဇောင်းတန်းလှေကားနဲ့တူတယ်အပေါ်တက်ခြင်းတဲ့လူတွေဘာနဲ့တက်မယ်လေကားနဲ့တက်မယ်ဒါနကိုရှုပ်ချတဲ့ပုဂ္ဂိုလ်တွေအပေါ်တက်ဖို့သူတို့လေကားပြုတ်သွားပြီနော်အောက်ဆင်းဖို့တော့လွယ်လွယ်လေးပဲဒါနံပါထိယမုဒ္ဓမံဒါနလူဒါနမန္တမြဟာပါထိယမုဒ္ဓမံဥဒ္ဓမံပါထိယံဘဝခရီးအရှိကြီးသွားရအောင်မဲ့ပုဂ္ဂိုလ်ရဲ့အတွက်ဘဝခရီးမှာရိတ်ခါဒုံနဲ့တူတယ်ဘဝခရီးမှာဘာနဲ့တူလဲရိတ်ခါရှိမှခရီးရှိသွားလို့ကောင်းတယ်ဒါနံဥစုကတမေကံဒါနလူဒါနပြုထားတယ်ဆိုရင်ဥစုကတမေကံမေကံဥစုကတံနိဗ္ဗာန်ခရီးကိုဖြောင့်တန်းစေတယ်အလူဒါနပြုထားတဲ့ပုဂ္ဂိုလ်ရဲ့နိဗ္ဗာန်ခရီးမှာဘာဖြစ်စေလဲဖြောင့်တန်းစေတဲ့ဒါနမရှိရင်နိဗ္ဗာန်ခရီးမှာကောက်ကောက်ကွေ့ကွေ့ကကသတ္တဖြစ်နေလိမ့်မယ်ဒါနံမောက္ခပဒံဝရံဒါနံလူဒါနမန္တမြဟာဝရံမောမြတ်စွာသောမောက္ခပဒံဘဝခရီးထွက်ပေါက်ကိုဥဒဲစေတယ်လို့သာတလူနဲ့တို့ဆရာမြတ်စွာဘုရားရှင်ကိုရောမြတ်သည်အဝေါစာ
ကရုဏာရှိထမေတ္တာအဖြင့်ဟောကြားတော်မူခဲ့ပါပေသတည်းဒါနရဲ့စွမ်းရည်တတ္တိ၄ပါးဒီမှာမြတ်စွာဘုရားဟောဒါနသည်နတ်ပြည်မြမပြည်တက်ဖို့ပါလေဟိဇောင်းတန်းလေကဒါနသည်ဘဝခရီးမှာပါလေဟိရိတ်ခာအလုဒါနဟာသန္တရာထွက်ပေါက်ကိုပါပြည့်စေလဲဖြောင့်တန်းစေတယ်အလုဒါနဟာနိဗ္ဗာန်ခရီးမှာပါပြည့်စေလဲဖြောင့်တန်းစေတယ်မြတ်စွာဘုရားဖြစ်ပြီးတော့နှစ်ဝါသုံးဝါတော့ကရာဇဂိုမှာဝါဆိုတယ်တဝါကတော့သိသိတယ်လေဗာရဏသီကမိဂရာဝုံမှာဝါဆိုတာဗာရဏသီမှာမိဂရာဝုံမှာဝါကတ်တော်တူအောင်ပြောမယ်တဝါတွင်မြတ်စွာဘုရားတရားဟောတာယဟန်60ရတယ်ဝါကျွတ်တော်ယဟန်60ကိုမြတ်စွာဘုရားကအမိန့်ပေးတယ် missionary မိန့်ခွန်းပေါ့စရထဘိခဝေစာရိကံယဟန်တို့ခရီးထွက်ကြခရီးထွက်ဆိုတာထီရန်လာလျှော့အပြောသွားဖို့တော့မဟုတ်ဒေသေထဘိကဝေဓမ္မံရောက်တဲ့နေရာမှာဓမ္မကိုဟောကြားဓမ္မကိုဟောကြားလို့ဒီလိုပြောတာဟာလေဟိုဘက်ဆန်းကျင်ဘက်တစ်ခုကိုတားပြီးသားဖြစ်တယ်။ဘာဖြစ်လို့ပြောနိုင်လဲလို့ဆိုတော့ဘုရားမပွင့်ခင်အနှစ်1000ကကြိုပြီးတော့ဘုရားပွင့်မယ်လို့ကောလာဟလဖြစ်တယ်။အဲ့ဒီကောလာဟလထဲမှာအလိန်ဒီအတုတွေအများကြီးပေါ်နေတယ်။လူရင်းကဘာပြောမလဲဆိုတော့ဒိဋ္ဌိဆရာ6ယောက်ပေါ်နေပြီတဲ့။ဒိဋ္ဌိဆရာ6ယောက်ဟောထားတာတွေကိုခြုံလိုက်ရင်မိစ္ဆာဒိဋ္ဌိ162ပါးကဗုဒ္ဓရဲ့ဓမ္မထက်စောပြီးတော့သူတို့ပေါ်တယ်အဲ့ဒါလေးကိုဘုန်းကြီးတို့ပြိဿသတိပြုထားကောလာဟလကြီးကြီးကျယ်ကျယ်တစ်ခုဖြစ်ရင်အလိန်တွေအတုတွေဝင်လာတတ်တယ်အလိန်မခံရဖို့အရေးကြီးတယ်အဲ့ဒါမိစ္ဆာဒိဋ္ဌိ162ပါးကထောကနေတော့မိစ္ဆာဒိဋ္ဌိတဲ့ထွန်းကားတဲ့ခေကြီးတဲ့မှာဘုရားကဘွားဆိုပွင့်လာယဟန်60စီယုံလို့ရတော့ယဟန်60ကိုတပတ်တခရီးထွက်ရောက်တဲ့နေရာမှာဓမ္မဟောအာဓမ္မကပေါ်နေပြီလေအာဓမ္မကထွန်းကားနေပြီအဲ့ဒါဓမ္မဟောဆိုတပတ်တခရီးထွက်ကြဆိုလွတ်လိုက်ပြီးတော့ကိုရောမြတ်ကိုရောတိုင်းဝါကျွတ်ခရီးထွက်တာတစောင်းမုံကပ္ပတိကတောအုပ်ရောက်ဗဒဝေကီ3ချက်ရလိုက်တယ်ဆက်လက်ရခရီးထွက်တယ်ပြာသိုလဥရဝေလပြန်ရောက်တယ်ဥရဝေလဆိုရင်ပရိသတ်ကြီးသိတယ်ဘုရားအလောင်းတော်ဘယ်နှစ်နေခဲ့တဲ့နေရာလဲ6နှစ်နေခဲ့တဲ့နေရာနော်သူနဲ့ချင်းပေါ်ချင်းပဲဒီအများကြီးပဲဘယုဒုက္ခတွေကျင့်နေကြတာအဲ့ဒါထိုးထိုးခြားခြားကဘသူတွေလဲလို့ဆိုတော့ယသိ1000ဆောင်းတွင်ကြီးပြာသိုလဘုရားရောက်လာတော့ဘာလုပ်နေလဲဆိုတော့အကုန်လုံးကိုတုံးလုံးမြစ်ထဲရေးစိမ့်နေကြတယ်နေရင်သရာမြစ်မှာဘာလုပ်ထားလဲလို့ဆိုကိလေသာကိုရေးဆေးတာတဲ့ကိလေသာကိုရေးဆေးလို့ရလားအေးအဲ့ဒါလောက်လောကကြီးမှာအမှားကြိုက်တဲ့လူတွေဟာအများကြီးပဲအဲ့ဒီယသိ1000ကိုမြတ်စွာဘုရားအာဒိဋ္ဌပရိယာယသုတ်ဟောသက္ခုဘိခဝေအာဒိဋ္ဌံဝေရဏဘိခဝေအာဒိဋ္ဌံစသည်အာဒိဋ္ဌပရိယာယသုတ်တံကိုဟောတဲ့ယသိ1000ယဟန္တာဖြစ်ယသိ1000ယဟန္တာဖြစ်တော့ယသိ1000မှဖြစ်သောယဟန္တာ1000ခြံရန်လို့ခရီးဆက်ထွက်တယ်ပြာသိုလပြီနေ့မှာရာဇဂိုဝင်တယ်ဘုရားရဲ့ခရီးစဉ်လေးအချင်းချုပ်ရုပ်ရှင်ရိုက်ထားဖို့တော့တော်ကောင်းတယ်ဒီခရီးစဉ်လေးကနော်ဒီကနေ့ရုပ်ရှင်ဆရာတွေလည်းရိုက်တော့ရိုက်ကြတာပဲနော်ဒါပေမဲ့သာသနာတော်ဘက်ကကြည့်ရင်တကယ် credit မဖြစ်ဘူး
ဒီပေါ်နိုင်ငံကတခါ Little Buddha ဆိုပြီးတော့ရုပ်ရှင်တစ်ခုရိုက်တယ်အဲ့ဒါဝိုင်းကြည့်ပြီးတော့ဒီဖြတ်ပေးဖို့ဆိုဘုန်းကြီးတို့ကိုဖိတ်တော့ဝိုင်းကြည့်ပြီးတယ်ဘုန်းကြီးတို့ဘယ်ဘုန်းကြီးမှတဘာမှမကြိုက်နောက်အဲ့ဒီရုပ်ရှင်ပျောက်သွားတယ် Little Buddha တဲ့ဘုရားသေးသေးလေးပေါ့ဘုရားကလေးလေးပေါ့နော်အဲ့လိုလုပ်တာကဲရှိပါသေးမြတ်တော်လမ်းပြီရသောကြောင့်ဘုရားဝင်တော့လေကြည့်လိုက်အောင်ရသောကြောင့်မှာဒိဋ္ဌိ6ယောက်ကရောက်နေပြီစောစောစီးစီးနေရာယူထားပြီဘောရမဗုဒ္ဓဝင်လာရင်တော့ကွာမြို့ဘဝကနေပြီးတော့ခဲနဲ့ပေါက်ပြီးတော့ဆဲလွတ်ဒီလိုချိန်ထားကြတာဒါပေမဲ့မြတ်စွာဘုရားဝင်လာမြို့အစနာကထန်းတော်ရဲ့ရောက်တော့ဘယင်ကြီးထွက်ကြိုတယ်မိမိသာရမင်းကြီးကစစ်တပ်ကြီးနဲ့ထွက်ကြိုလိုက်တယ်ဘယင်နဲ့စစ်တပ်ထွက်ကြိုပြီလဲဆိုရဒိဋ္ဌိ6ယောက်ပြိဿရေလှုပ်ရဲသေးလားအေးသာသနာရေးသာသနာမှုမှာနော်မင်းတို့ရဲ့အကူအညီဟာတကယ်အရေးပါတဲ့အရာရောက်တယ်လိုအပ်တယ်ဆိုတာကိုအလုံးနားလည်အောင်သာသနာခေဥပိန်းတွေကမင်းပါတယ်ဒါတောင်မှမလျှော့သေးဘူးအဲ့ဒီဒိဋ္ဌိတွေကဘုရားကြိုးဆိုတဲ့လူအုပ်ကြီးတွေရောဝင်ပြီးတော့လက်အုပ်ကလေးချီပြီးတော့သံဃာတော်ရိနာတိုးတိုးနဲ့ကပ်ပြီးတော့ကျမ်းမာလားချမ်းသာလားမေးတဲ့ရောင်နဲ့ဆဲတာဗျာဘူနဟုသမနောဂောရမောဘူနဟုသမနောဂောရမောအဲ့ဒါဆဲတာဘူနဟုဆိုတဲ့အဓိပ္ပာယ်ကယဟန်ဂေါရမရဲ့အဖွဲဟာလူမျိုးတုံးအောင်လုပ်နေတဲ့အဖွဲအဲ့လိုဆဲတာဂိုင်းဆရာ6ယောက်ဘာသာရေးစံကျင်ဘက်ဂိုင်းတွေကမြတ်စွာဘုရားနဲ့အဖွဲကိုပြိဿရေဘယ်လိုဆဲဗမာလိုပြောမျိုးတုံးအောင်လုပ်နေတာဘူနဟုဆိုတာလူမျိုးတုံးအောင်လုပ်တာနော်ကိုလပိစေရဏထာယဥပသကတိလို့ဘာသာပြန်တယ်အဲ့တော့လူမျိုးတုံးအောင်လုပ်နေတယ်ဆိုတာကဘာဥတွေကဆဲတာပဲခုထိဗမာပြည်လဲဝိုင်းဆဲနေတာပဲမို့လားဘာမှသိအရေးမကြီးဘူးเนาะဒါစัจ jin ဘက်တွေလောက်ကြတာအဲ့ဒါဘူနာဟုသမနောဂောရမောသူတို့မအောင်မြင်ဘူးဘာကြောင့်မအောင်မြင်လဲဗိမိသာရမင်းထွက်ကြိုတယ်တို့အောင်ချောင်းလိုက်တော့ဘုရင်ကြီးတရားနာသောတာပန်ပြည့်ဝေလူဝံဥယျာဉ်ကြီးလှူလိုက်တယ်ဝေလူဝံဥယျာဉ်မှာမြတ်စွာဘုရားသတင်းသုံးလို့နေတယ်ဒုတိယဝါထက်လိုက်အောင်တတိယဝါဒိဋ္ဌိတွေပရိသတ်ကြီးတဖြည်းဖိထောက်ဖြစ်သွားတယ်အဲ့ဒီအချိန်မြတ်စွာဘုရားနှစ်ဝါအရာပေါ့မဂဓတိုင်းနဲ့အင်္ဂတိုင်းဒီနှစ်တိုင်းနှစ်ခုတွဲထားတဲ့ဒီတိုင်းနှစ်တိုင်းကိုဗိမိသာရမင်းအုပ်ချုပ်တာနော်ကောသလတိုင်းဆိုလို့ရှိရင်ကောသလမင်းအုပ်ချုပ်တယ်ဒီအင်္ဂတိုင်းနဲ့မဂရတိုင်းကြတော့တိုင်းတိုင်းလုံးမှာဘယင်ကတပါးတည်းနောက်ပြီးတော့ဘုန်းကြီးတို့ပြိဿထူတာတခုကြိုပြောမယ်မဂရတိုင်းအင်္ဂတိုင်းကတထေးတွေသိများတယ်တထေးသေးကြွယ်တွေသိပေါ်ဇောတိကတထေးဇတိလတထေးမေတကတထေးနာကဝလိယတထေးပုံနာတထေးအဲ့ဒီတထေးတွေရဲ့ထုပ်ပတ်တိကိုဖတ်ကြည့်အကုန်လှူလို့ဖြစ်တဲ့တထေးတွေကြီးပဲတထေးကြီးဘယ်နှယောက်နောက်တစ်ခေါက်ပြန်ရည်တွက်ပြလိုက်အောင်မယ်အိတ်နေလို့ရှိရင်နာပြန်နားထောင်ဇောတိကရဲ့ဇတိလရဲ့မင်တကရဲ့ကာကဝလိယရဲ့ပုံနာရဲ့ဘယ်နှယောက်လဲအေးခုမှနိုးလာတထေးကြီး9ယောက်တဲ့နော်ဗိမိသာရမင်းရဲ့နိုင်ငံတော်အင်္ဂတိုင်းနဲ့မဂဓတိုင်းမှာရှိတယ်ရာဇဂျိုမြို့ရဲ့တပတ်လည်မှာနေကြတာကောသလတိုင်းကအမွဲတွေများတာအဲ့တော့ပြောမှာကဘာလဲလို့ဆိုတော့မြတ်စွာဘုရား
မကရတိုင်ရာဇကြိုပြကဝေလူဥယေမှာနေတုံးအင်္ဂတိုင်းရဲ့မြို့တော်ဗတ္တိယမြို့ကိုမြတ်စွာဘုရားဒေသစာရီကြွတယ်ဗတ္တိယမြို့အလုံးစုအဲ့ဒီဗတ္တိယမြို့ကသထေကြီးကမင်တကသထေမင်တကဆိုတဲ့စလုံးကစိတ်လို့အဓိပ္ပာယ်ရသထေကြီးကိုဘယင်ကသထေယာရုပေးဘွဲတစိတ်တွေပေးသီးပြူဆောင်းယာရုတွေပေးပြီးတော့ချမ်းသာစွာဒီနေရာနေဆိုပြီးတော့အကွက်တွေရိုက်ပေးလိုက်တော့အိဆောက်ဖို့လို့မြေကြီးတူးတာမြေကြီးထဲကနေရွှေစိတ်ရုပ်တွေထွက်လာမြေအောက်မှာရွှေတွေကြီးပဲစိတ်ရုပ်တွေထွက်လာတယ်အဲ့ဒါနဲ့အဲ့ဒီသထေကိုခေါ်တယ်မင်တကသထေမင်တကသထေရဲ့သားကဒနင်းစရဒနင်းစရရဲ့သမီးကဝိသခာဒီကွင်းဆက်မပြတ်စေနဲ့မင်တကသထေရဲ့သားပြတ်သွားပြီဒနင်းစရသထေရဲ့သမီးကဗတ္တိယမြို့သူမြို့သားတွေနော်တာဝဋ္ဌိမြို့သူမြို့သားတွေမဟုတ်မြတ်စွာဘုရားအဲ့ဒီကြွသွားတာဝိသခာ9နှစ်သမီးပဲရှိသေးတယ်အဖိုးမင်တကနဲ့အဖေဒနင်းဆရာကသမီးဘုရားကြွလာတယ်မြတ်စွာဘုရားကိုတခန္ဓနာကြိုရအောင်သမီးတို့ရဲ့အပေါင်းအသင်းသမီးကလေးတွေတထေးသမီးလေးတွေ900လောက်စုတပြေပန်းနဲ့ရေချမ်းနဲ့မြို့ဦးကကြိုကြကွယ်အဖိုးနဲ့အဖေကခိုင်းတော့သမီးလေးဝိသခာတမြို့လုံးတထေးသမီးတွေစီယုံပြီးတော့တပြေပန်းနဲ့ရေချမ်းနဲ့မြတ်စွာဘုရားကိုကြိုတာဗတ္တိယမြို့ဘဝမှာကြိုတာနော်ပရိသတ်ကြီးမေ့မသွားနဲ့ဝိသခာဟာဗတ္တိယမြို့သူနော်ဘာမြို့သူလဲအဖေဒနင်းဆရာအဖိုးမင်တကအဲ့ဒီကျိုးဆိုတဲ့ပွဲမှာဒါနံသက္ကသသောဘာနံဒါနပါထိယမௌဒ္ဓမံဒါနံဥစုကတမေကံဒါနံမောက္ခပဒံဝရံဒါနံလူဒါနမန္တမြတိသက္ကသသောဘာနံနတ်ပြည်တဲ့ကြောင်းဆောင်တန်လေကားနဲ့တူတယ်ဒါနံပါထိယမௌဒ္ဓမလူဒါနပြုတယ်ဆိုတာကဘဝခရီးမှာရိက္ခာထုတ်တာနဲ့တူတယ်ဒါနံမောက္ခပရဒါနံဥစုကတမေခလူဒါနပြုတယ်ဆိုရင်နိဗ္ဗာန်ခရီးကိုဖြောင်းတန်းစေတယ်ဒါနံပါထိယမௌဒ္ဓမံဒါနံဥစုကတမေခဒါနံမောက္ခပဒံဝရံအလူဒါနပြုတယ်ဆိုတာဘဝခရီးထွက်ပေါက်ကိုဘဝသန္တရာထွက်ပေါက်ကိုကောင်းကောင်းကြီးဥတည်နေလိမ့်မယ်ရဲ့လို့သာတလုံတတ်တော်ဆရာဘုရားရှင်ကိုရောမြတ်ကတေသေးတိကရုဏာရှေရှုဟောပြတော်မူခဲ့ပါပေသတည်းမြတ်စွာဘုရားရဲ့ဒေသနာအစီအစဉ်က6ပါးရှိတယ်တာမန်ပရိသတ်တွေကိုဖြန့်မြဟောတဲ့အခါမှာဒေသနာကို6မျိုးဟောတယ်အဲ့ဒါကိုစာပေမှာပြောထားတဲ့အနုပုပ္ပိကထာ6ပါးဘာလဲအစဉ်အတိုင်းတရားကိုဖြည်းဖြည်းမြင့်ပြီးတော့6မျိုးဟောတယ်ဒါနကထာယသီလကထာယဒါနသီလဓမ္မကြောင့်တက်သွားမဲ့နတ်ပြည်ပြမပြည်အကြောင်းသက္ကကထာနတ်ပြည်ပြမပြည်မှာတကားတဲ့မြုပ်မျောနေမှဆိုလို့အဲ့ဒီကနေထွက်ဖို့ကာမနံအာရိနဝကထာနိခမကထာသစ္စာကထာအဲ့ဒါလို့6မျိုးသောဒေသနာကိုအစဉ်တိုင်းဟောတယ်အဲ့ဒါဝိသခာနဲ့တထေးသမီးလေး900ကျိုးဆိုတဲ့ပွဲမှာလဲဒီတိုင်းပဲမြတ်စွာဘုရားကထာ6ပါးဟောပါတယ်ဘုန်းကြီးတို့ကတော့2ပါးလောက်ခက်ကျဲကျဲပြောသွားမှာ
ကိုဒါနကထာမှာဒါနရဲ့စွမ်းရည်၄ပါးရတယ်တဲ့အလူဒါနသည်ဘာလဲနတ်ပြည်မြမပြည်တက်ဖို့ဘာလဲဇောင်းတန်းလှေကကြော်ပြီးတော့လှမ်းကြည့်လိုက်လမ်းကြည့်လိုက်ဝိသခဘုရားနဲ့တွေ့တာဘယ်မှာတွေ့လဲဗတ္တိယမြို့မှာဘာတိုင်းလဲအင်္ဂတိုင်းဘယ်မင်းရဲ့တိုင်းပြည်လဲမိမိသာရမင်းရဲ့တိုင်းပြည်မိသားကြီးသိတာကသံဝတိကဘုဗ္ဗာယုံကျောင်းမှကြီးလို့သိတယ်မဟုတ်လားသံဝတိဘယ်လိုလို့ရောက်သွားလဲနော်ဒီနေရာကြားထဲမှာကွင်းဆက်ကပြအဲ့တော့ဒါနကထာဒီကနေ့ဝိသခရဲ့နေရာဟာနတ်ပြည်6တပ်ကနံပါတ်5နတ်ပြည်မှာဝိသခရှိတယ်နံပါတ်5နတ်ပြည်ပြောစမ်းဗာနတ်ပြည်ဟောမှာတိုက်ကြီး4တပ်ရှိတယ်ပရမတ္တဘသူနေလဲဒုတိယတ္တဘသူနေလဲတတိယတ္တဘသူနေလဲဘယ်လိုလုပ်ပြောမလဲနတ်ပြည်နံပါတ်5ဗာလဲနေမာနရတိဗာလဲအေးနံပါတ်5နတ်ပြည်အထိရောက်နေတဲ့ဒီအမျိုးသမီးဟာဘာနဲ့တက်သွားလဲပြိဿပြောမနေနဲ့တော့အဖြေကရှင်းနေပြီနတ်ပြည်ဒါနဲ့တက်သွားတာအဲ့ဒီရောက်တော့သူသောတာပန်ဖြစ်နေရောက်တာနတ်ပြည်6ထပ်မှာလူပြည်ပါပေါင်းဒီကာမသုဂတိ9ဘုံနော်ကာမဂုဏ်ခံစားတဲ့တိုက်ပြည်9ပြည်မှာဆင်းကြည်တက်ရှိသူ9ခေါက်စည်းစိမ်ခံအောင်မယ်တဲ့ဝိသကာကလူနဲ့နဘယ်နှခေါက်ပြန်မလဲတတ္တခတ္တုပရမသောတာပန်အညံစားဆိုတော့လူပြည်နတ်ပြည်9ကြိမ်စည်းစိမ်ခံဖို့သူဆင်းကြည်တက်ရှိလှုပ်လေအောင်မယ်10ကြိမ်မြောက်ကြရင်ဝိသကာသည်အနာဂံဖြစ်မှာနာတေဘဝံအဋ္ဌမမာရိယန္တိဆိုတဲ့အတိုင်း10ကြိမ်မြောက်အနာဂံလည်းတည်ပြီးရောလူပြည်လည်းမလာတော့ဘူးနတ်ပြည်လည်းမသွားတော့ဘူးသုဒ္ဓဝါဒ5ဘုံကိုတက်သွားမယ်အဝိဟာအတ္တပသုဒ္ဓသာသုဒ္ဓတိအကနိဋ္ဌအဲ့ဒီ5ခုကိုသုဒ္ဓဝါဒ5ဘုံခေါ်တဲ့ပြမသုဒ္ဓဝါဒဘုန်းကြီးဖတ်တဲ့အတိုင်းဖတ်စမ်းသုဒ္ဓဝါဒလို့ဖတ်ပြန်ဖတ်ကာမယာဂနဲ့ဗျာပါဒယာဂနဲ့ဒေါသတန်ရှင်းသောဗြဟ္မာတို့နေတဲ့နေရာဘာတန်ရှင်းယာဂနဲ့ဒေါသတန်ရှင်းပြီးဖြစ်သောဗြဟ္မာတွေနေတာအနာဂတ်နေပေါ့နော်အဲ့ဒီကိုဝိသခသွားလိမ့်မယ်လူပြည်နတ်ပြည်9ခေါက်စိန်ခံပြီးရစည်းစိမ်ခံပြီးရအဝိယဘုံမှာအသက်အတိုင်းနေသေတော့အတ္တပဘုံတဲ့အတ္တပဘုံမှာအသက်အတိုင်းနေသေတော့သုဒ္ဓတာအဲ့ဒီကနေတက်သုဒ္ဓတိနံပါတ်5ထိတ်ဆုံးအကနိဋ္ဌဘုံရောက်တော့မှယဟန္တာဖြစ်ပြီးတော့နိဗ္ဗာန်ဝင်မှာဒီတော့ဒါဘာပြောတာလဲလို့ဆိုတော့တက်သွားတဲ့အစီအစဉ်ကိုအလုံးသဘောပေါက်ကြအကံပဲ့ရေးနတ်ပြည်6ထားလဲကောင်းအောင်သူတက်သွားတယ်မြမပြည်မှာလည်းပဲဆလက်တဲ့ဘုံ5ခုကိုသူအစဉ်တိုင်းတက်တယ်မဟုတ်လားမြမဘုံဘယ်နှဘုံတက်လဲအဝိဟာအတ္တပသုဒ္ဓတာသုဒ္ဓတိအကနိဋ္ဌမြမဘုံတက်တော့သူဘာဖြစ်ပြီလဲအနာကထိတ်ဆုံးအကနိဋ္ဌရောက်မှဘာဖြစ်မလဲကြည်စမ်းမိမတယောက်တက်သွားတာနော်ဘာနဲ့တက်သွားဒါနံသက္ကသသောပနံဒါနံပါထေယမௌဒ္ဓမံဒါနံလူဒါနမန္တမြဟာသက္ကသသောပနံနတ်ပြည်တေချောင်းဆောင်တန်းလေကားနဲ့တူတယ်တက်တန်းဘဝကိုတက်လှမ်းခြင်းတဲ့ပုဂ္ဂိုလ်တွေဒါနပါဟုတ်လားဒါနမပါရင်နိဗ္ဗာန်ခကြီးမဖြောင်းဘူးနော်တခုလေးထည့်ပြောမယ်ဒါကဒီသုဒ္ဓံနဲ့မဆိုင်ဘူးတခြားသုဒ္ဓံကအဓိပ္ပာယ်တစ်ခုမြတ်စွာဘုရားတခုသောနတ်နဲ့ခင်သာဝတိမြို့ထဲမှာဆွမ်းခံသွားနေတယ်နောက်ကနေပြီးတော့လူကြီးတယောက်အတင်းလိုက်လာ
လူသားမန်တို့လိုပစိုးနဲ့အင်ကြီးနဲ့ဒီလိုမဟုတ်ဘူးအဆက်ကွဲနိုင်တဲ့အင်္ဂါစိတ်ပိုင်းတွေကိုတွေ့ရသင်ရွက်တွေသစ်ခောက်တွေအဲ့ဒါတွေနဲ့ခိုးမှတခါတည်းရဲ့ဖုံးပြီးတော့စပင်းနေဖိုးဖွာရမုတ်စိတ်မွေးဖိုးဖွာရနဲ့လူကြီးတယောက်နောက်ကလိုက်လာပြီးတော့သံခိတ်တေနာမေပန္တိဘဂဝါဓမ္မံတေသေတုမြတ်စွာဘုရားကြီးတပည့်တော်ကိုတရားလေးတူတူတပုတ်ဟောပါမြတ်စွာဘုရားကလှည့်ကြည့်တယ်ဟဲ့ငါစွန့်ခံနေတော့ကွာတရားလေးတူတော်တပုတ်ဟောပါဗျာငါစွန့်ခံနေတော့ကွာတရားအတင်းလိုက်တောင်းဒိဋ္ဌိပရပိုက်ကြီးရဲ့ပုံမျိုးနဲ့လူတယောက်နောက်ကလိုက်လာဘာလို့လဲလို့ဆိုတော့ဘာဟိယဓာရုစီရိယသင်္ဘောပြည့်ပြီးတော့ရေမြော့ကန်းတင်အစာကလည်းငတ်တာရဲ့ပေါင်းကြပစိုးအင်ကြီးကလည်းမရှိတော့မောမောပန်းပန်းနဲ့ကန်းနာမှာတက်ပြီးသစ်ပင်ရိပ်အိတ်နေတာဘုံပေရဲ့အထက်နာကသုတ်ပါရကသင်္ဘောစိတ်အဲ့ဒါအစွန်ပြားကြတဲ့အရာကလူတွေကအာရဟံဆိုတာသူနေမှာပဲဆိုဝိုင်းရှိခိုးပြီးတော့သွန်းတွေပါတွေကတ်ကြတာလောကကြီးကလည်းအဲ့ဒီလိုဘုသူဒ္ဓခေါင်းပါတဲ့လူတွေရှိသေးတယ်နော်ဒါပိဿန္တရဆိုတာအဲ့ဒီလိုလူတွေအဲ့ဒါအာရဟံဆိုပြီးတော့ဝိုင်းလူတွေကဒင်ကြီးရှိခိုးတော့အဲ့ဒါလေးမိမ့်ပြီးတော့စားနေတော့မှဗျမတယောက်ကလာသတိပေးတာဟိတငယ်ချင်းထကံမြန်မြန်သွားသာဝတိမှာအရဟံအစိတ်ရှိတယ်မင်းအရဟံမဟုတ်ဘူးအတုကြီးကသဗ္ဗဘုရားလက်ထက်ကနှစ်2000တရားအတူတူကျင့်ကြတယ်အဲ့ဒီဗျမနဲ့ကိုတုံးလုံးတကာကြီးနဲ့ဟုတ်လားဘဝဟောင်းကမိတ်ဟောင်းနော်ကောင်းကောင်းကြီးစောင့်ရှောက်တာကျေးဇူးတင်ဖို့မကောင်းဘူးလားကြောက်တွန်းမဲ့လူမဟုတ်ဘူးနော်ကဲတင်တဲ့လူကလျာဏမိတ်ဆိုတာဒါမျိုးအဲ့ဒီတော့မှတခါတော့သုတ်ရှိတင်ထပြီးတော့ပြေးလာတာအာယုန်တက်တော့သာဝတိရောက်တာဘုရားလိုက်ပြီးနောက်ကတရားတောင်းကျင့်ထားတာနှစ်ဘယ်လောက်လဲကသဗ္ဗဘုရားလက်ထက်မှာကျင့်ထားတာနှစ်2000နှစ်2000ကျင့်ထားပါလေရဲ့နိဗ္ဗာန်ခရီးဖြောင်းရဲ့လားအဲ့ဒါသတိထားနှစ်2000ကြီးကျင့်ထားပြီးတော့နိဗ္ဗာန်ခရီးမဖြောင်းဘူးယဟန္တာမဟုတ်ပဲနဲ့ယဟန္တာလှုပ်ရှားနေတဲ့တော်ကြားတယ်အပြေးလွှမ်းလာလို့နာနေခင်သာဝတိရောက်တော့ဘုရားနောက်ကလိုက်တရားတောင်းတယ်သုံးကတောင်းတော့ဘုရားကဟောလိုက်တယ်ဒိဋ္ဌိဒိဋ္ဌမတ္တံမြင်ဆိုတဲ့အခိုက်မှာသက္ခုဝိညာဉ်ကိုတတိနဲ့သာဖန်ထားလိုက်ဟိုဘက်လွန်မသွားရင်မင်းဒါကိစ္စပြီးတယ်သုတေသုတမတ္တံချမ်းဆိုရင်သောတဝိညာဉ်စိတ်ကိုတတိနဲ့သာဖန်ထားလိုက်ဟိုဘက်လွန်မသွားရင်ຢာကဒေါသမဖြစ်ဘူးဒိဋ္ဌိဒိဋ္ဌမတ္တံသုတေသုတမတ္တံမုတေမုတ္တမတ္တံဝိညာတေဝိညာတမတ္တံအဲ့ဒါဟောတာယန္နာဖြစ်တယ်ဒါပေမဲ့ပုံစံကြီးကဘယ်လိုကြီးလဲဒိဋ္ဌိပရပိုက်ကြီးလို့သာသနာ့ဘပုဂ္ဂိုလ်ကြီးလို့ဖြစ်မနေဘူးလားရသဘုရားလျှောက်တယ်တပည့်တော်ယဟန်ခံကျင်ပါတယ်သင်္ကဝတ်ပေးပါဘုရားငါလည်းသောခနေတော့ကွာမင်းကလည်းယဟန်ဝတ်ချင်တယ်ကိုင်းသင်္ကန်းလေးပါလေးသွားရှာခဲ့ပြီးရင်ကြောင်းလိုက်ခဲ့ပေါ့ဘုရားကသောခနေတော့သူသင်္ကန်းလိုက်ရှာလောလောလူကိုဘယ်သူကသင်္ကန်းလှူမလဲပုံပန်းတဲ့အနေထားကြည့်လေသာဝတိမြို့မှာအသိအကျွမ်းလဲတယောက်မှမရှိဘူးသင်္ကန်းရှာဘယ်မှမရတော့ပန်းတကူလေးဝေးရမနေဘူးပေါ့ပန်းတကူဆိုတာမြေကြီးမှာပြစ်ထားတဲ့အဝတ်စုပ်ကောက်ချုပ်အဲ့ဒါနဲ့ပန်းတကူကောက်မလို့ဆိုအမိုက်ပုံကြီးတပုံရှိရသွားတာအမိုက်ပုံကြီးမှာနွားတွေရောခွေးတွေရောတဒေါင်းစားတွေရောမှွေနှောက်ပြီးတော့ရှာဖွေးနေကြတာစားစရာလေးမြရလို့ရညာသူလည်းအမဲ့ပုံနဲ့ဝင်ပြီးတော့စားစရာရှာတာတော့မဟုတ်ဘူးဘာရှာတာလဲဝတ်စရာရှာပိဿာကြီးတစနမကြီးရဲ့ရှေ့နားမှာတွေ့တယ်ဟာအဲ့ဒီပိဿာကြီးဆိုရင်တော့သင်္ကန်းချုပ်ဖို့ငါတော်တော်လောက်ပြီဆိုနမနဲ့လူပြီးတော့ပိဿာသွားကောက်တာ
နမကခွေချလိုက်တာယဟန္တာကြီးအမိုက်ပုံမှာဘာဖြစ်တယ်ပြောမလဲသေတယ်လို့ပြောလို့တော့မတော်ဘူးလေယဟန္တာမှုလို့ပြောပြိဋိဘံပြုတယ်လို့သာပြောရတာနွားခွေပြီးတော့အမိုက်ပုံမှာပြိဋိဘံစန္နာပြိဿရေရင်နာစရာမကောင်းဘူးလားဒါနနော်ဟုတ်လားဘဘညာညာတော့မပြောနဲ့အဲ့လိုဖြစ်ကုန်မယ်ဒါနံသက္ကသသောဘာနာလူဒါနဟာနတ်ပြည်တေကြောင်းဆောင်တန်လေကားနဲ့တူတဲ့ဒါနံပါထိယမုဒ္ဓမလူဒါနာပြုတယ်ဆိုတာနိဗ္ဗာန်ခရီးမှာရိက္ခာတုံနဲ့တူတယ်ရိက္ခာမပါဘူးဟုတ်လားဘာကြီးရဒါနံဥစုကတမေကံလူဒါနာပြုတယ်ဆိုတာနိဗ္ဗာန်ခရီးကိုဘာဖြစ်စေလဲဖြောင်းတန်းစေတယ်ဘာကြီးရနိဗ္ဗာန်ခရီးဖြောင်းရလားသောခပြန်တော့မြတ်စွာဘုရားကသိနေပြီဩဘာကြီးရသင်္ကန်းဝတ်မသွားရရှာဘူးဘဝတန္တရာတစ်လျှောက်လုံးနော်သင်္ကန်းသပိတ်ပေးခရာလှူဘူးတဲ့ကောင်းမှုမပါဘူးသင်္ကန်းလေးကိုရှာရင်းနဲ့အမိုက်ပုံမှာသိသွားအမိုက်ပုံသားကဖြတ်ပြီးတော့ဘုရားကကြောင်းပြန်သံဃာတော်တွေကိုအဲ့ဒီမှာအမိန့်ပေးတာဘိက္ခဝေယဟန္တုဘာဟိယသာဓာရုစရိယသာတရိရံမင်းစကံအာရောပိတဝနဂရနိဟရာပိထာဘာဟိယရဲ့ရုပ်အလောင်းညောင်ဆောင်တဲ့ထမ်းမြို့ပြင်ထုတ်ကြဘုရားကတယုတရဇာပင်သတ္တကရောထာအဲ့ဒီရုပ်အလောင်းကိုမိသင်းကြော်လိုက်ကြကွာထူပန်သတ္တဓာတုယောကရောထာဓာပါတယ်မဟိယရဲ့အယိုးဓာတ်တွေကိုလေဇီရီတည်လိုက်ကြကွာဟာသံဃာတော်တွေကမျက်လုံးကိုပြုတ်သွားတာပဲအမိုက်ပုံနဲ့ရုပ်ပြဆင်းပြသေးတဲ့လူကြီးတယောက်အလောင်းကိုမင်းသိဆိုပြီးတော့အယိုးဇီရီတရားမဲ့ပြောနေတယ်ယဟန္တာမဟုတ်လို့လားကွာဘာလားကွာညာလားကွာနဲ့မြတ်စွာဘုရားကရှင်းပြတယ်ဘာဟိယယာဂတိ၅ပါးဒေဝမနုဿနေရိယနဲ့ပေဒတိစ္ဆာလာယရှိ၅တန်သောဂတိဘယ်မှမသွားဘူးသူသည်និရောဓရောက်သွားပြီဘုရားပြောတော့မှသံဃာတော်တွေစိတ်ချလက်ချမိသိညိုဘာဟိယယာအယိုးဩစေရီဆွေမရှိမျိုးမရှိနော်ဒီလိုဖြစ်တယ်ဒါနချုပ်တဲ့ရဲ့ဒီလိုဖြစ်တတ်တယ်ဆိုတာလေးကိုအားလုံးတဲ့ဘုန်းကြီးတို့ဒါထည့်ပြောထားတာကဲဝိသခါတို့ပြန်ကြည့်လိုက်ဒါနနဲ့ပတ်သက်လို့သတ္တိ၄ပါးသီလံသက္ကသသောပါဏံဒီလိုမဟုတ်ဘူးသက္ကာရောဟဏသောပါဏံအဉ္ဉံသီလသမံကုတောဒွါရံဝပါဏနိဗ္ဗာနနဂရသဘဝေသနေသာရဝနှလုံးပျော့ပြောင်းသူတော်ကောင်းပေါင်းတို့သီလသည်သက္ကာရောဟဏသောပါဏံနတ်ပြည်တေကြောင်းဆောင်တန်လေကားပါပဲသီလလည်းပဲနတ်ပြည်တေဖို့ပါလဲဟိဆောင်တန်လေကားဒါနနဲ့သွားတူတယ်ထူရလေးဆက်နာထောင်သက္ကာရောဟဏသောပါဏံအဉ္ဉံသီလသမံကုတောသီလသမံသီလနဲ့တူသောသက္ကာရောဟဏသောပါဏနတ်ပြည်တေကြောင်းဆောင်တန်လေကားဆိုတာကုတောအဋ္ဌိဘယ်မှာရှိပါမလဲဒွါရဝပါဏနိဗ္ဗာနနဂရတပဝေသနေနိဗ္ဗာနနဂရတပဝေသနေနိဗ္ဗာန်ဆိုရရွှေမြို့တော်ကိုဝင်ရောက်တဲ့နေရာမှာပြောရဘာကိုဝင်တဲ့နေရာမှာနိဗ္ဗာန်မြို့တော်ကြီးကိုဝင်တဲ့နေရာမှာသီလသည်ဒွါရံဝါဒွါရံဝိယတကားပေါက်နဲ့တူတယ်လို့သာတလူနတ်တော်ဆရာဘုရားရှင်ကိုရောမြတ်ကဝေါစကရုဏာရှိရှုဟောပြတော်မူခဲ့ပါပေသတည်းသီလကထာမှာသီလသည်နတ်ပြည်တဲ့ချောင်းဆောင်တန်းလှေကားနှစ်သီလသည်နိဗ္ဗာန်ဆိုတာကိုမြို့တော်ကြီးလို့သဘောထားအဲ့ဒီမြို့တော်ကြီးမှာတကားသုံးဓာတ်ပိတ်ထားတယ်
ပထမတကားကပထမပိတ်ထားတဲ့တကားကဒုစရိုက်တီနဲ့ပိတ်ထားဘာတွေနဲ့ပိတ်ထားအဲ့ဒါသီလနဲ့ဖွင့်ရဒုတိယတကားကျတော့နိဝရဏရီနဲ့ပိတ်ထားအဲ့ဒါဘာနဲ့ဖွင့်လဲသမာဓိနဲ့ဖွင့်တတိယတကားကျတော့ဘာတွေနဲ့ပိတ်ထားလဲမိစ္ဆာဒိဋ္ဌိတရားတွေနဲ့ပိတ်ထားသက္ကာယဒိဋ္ဌိတို့သတ္တရဒိဋ္ဌိတို့ဥစ္စေရဒိဋ္ဌိတွေပေါ့ဗျာဒါတွေနဲ့ပိတ်ထားဒိဋ္ဌိနဲ့ပိတ်ထားတဲ့တကားကြတော့ဘာနဲ့ဖွင့်လဲပညာနဲ့ဖွင့်ရတယ်နိဗ္ဗာန်တကားဘယ်နှထပထမတကားကိုဘာနဲ့ဖွင့်လဲသီလနဲ့ဖွင့်ရတယ်ဒွါရမပါဏနိဗ္ဗာန်နဂရတပဝေသနိနိဗ္ဗာန်ရွှေမြို့တော်ကဝင်တဲ့နေရာမှာသီလကပထမတကားပေါင်းနဲ့တူတယ်လို့သာတလူနတ်တော်ဆရာဘုရားရှင်ကိုရောမြတ်တိတေသေတိကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေသတည်းဗတ္တိယမြို့မြတ်စွာဘုရားအဝင်မေတကရဲ့မြေတဏှိယသထေရဲ့သမီးကလေးဝိသခကောင်းစားတဲ့အမျိုးသမီးကလေး900ကျိုးဆိုတဲ့ပွဲမှာမြတ်စွာဘုရားအဲ့ဒီကထာကိုဟောတာဒါနကထာသီလကထာဟိုဘက်သက္ကကထာကာမနအာရိနဝကထာနိခမကထာသစ္စာကထာဟောဝိသခသောတာပန်ဖြစ်တယ်ခုနှစ်နှစ်သမီးမှာပရိသတ်ကြီးခုနှစ်နှစ်သမီးတွေကဘာဖြစ်တာလဲအေးဟာငယ်ငယ်လေးနဲ့သောတာပန်ဖြစ်တာဟုတ်ပါမလားဒီလိုမတွက်နဲ့နော်သူတို့စီးဘူးစုဆောင်းထားတဲ့ဘဝဟာကဘာတသိန်းရှိသွားပြီထိုးရှားတာလေးတစ်ခုလောက်ပြောရရင်ကသဗ္ဗဘုရားရဲ့လက်ထက်ကဘယင်သမီးကလေးသူဖြစ်ခဲ့ဘူးတယ်ကသဗ္ဗဘုရားဆိုတာဂေါရမဘုရားရဲ့ရှေ့နာကလူတော်ရဲ့သက်တမ်းအနှစ်2000တုန်းကပွင့်တာကသဗ္ဗဘုရားသာသနာမှာဗာရဏသီမြို့မှာနန်းဆိုင်တဲ့ကိကိမင်းကြီးရဲ့သမီးဖြစ်တယ်ဝိသခနိကထာလေးတစ်ခုပဲမှနော်ကိကိမင်းကြီးမှာသမီးတော်9ပါး9ပါးစလုံးအကုန်လုံးအပြိုကြီးတွေလှုပ်ပြီးတော့နှစ်ပေါင်း2000မြကာလပတ်လုံးအဖေပေးတဲ့မုံပိုးလေးနဲ့စုပြီးတော့ကြောင်းဆောက်ပြီးတော့တန်ဃာကိုသူတို့လှုပ်ကြွေးလာခဲ့ကြတာအဲ့ဒီမှာတည်းကကျောင်းအမဖြစ်ရပါလို့ဤဆိုတဲ့ဆူတောင်းသူတို့ပါတယ်ဘဝဟောင်းကဆူဆောင်းခဲ့တာတွေနော်သမဏီသမဏဂௌတံသဘေခောနိဘိက္ခဒါယိကာဓမ္မစေဝသုဓမ္မသပံကဓာတိသသတ္တမေသမီးတော်9ပါးသမန္တိယသမဏဂௌတံယဘေကုဏီယဘိက္ခဒါယိကာယဓမ္မာယသုဓမ္မာယပံကဓာတိယလို့သမီးတော်ဘယ်နှပါလဲဟဲ့အေးပံကဓာတိဒီနာမည်လေးပြိဿရဲ့ကြိုက်တတ်ရင်တော့တဲကောင်းဖတ်ဆန်းပါရလေသံဃာဓာတိသံဃာကြေးကျွန်ဘဝမှာနော်သူကြိုက်တာလေးတွေသူတို့ဟာသူတို့စုပန်သွားကြတာဘဝဆက်ဆက်ကာမရဲ့ကြေးကျွန်အဖြစ်နဲ့ဘယ်လိုသာသနာကြေးကျွန်ဖြစ်နဲ့ဘယ်လိုသူစုတောင်းနေတဲ့သူဟာသူအသီးသီးရှိတယ်ဝိသခါကတော့ဘာကြေးကျွန်ဖြစ်ရပါလို့ဤလို့စုတောင်းတန်ခကြေးကျွန်ဖြစ်ရပါလို့ဤကြိုက်တတ်ရင်လဲဘုန်းကြီးတို့ပြိဿလောက်ကြဖို့ပဲအဲ့ဒါတန်ခဓာတိဆိုပြီးတော့နမစေ9သမီးအနေနဲ့သမီးအကြီးဆုံးသမီးတော်9ပါးအဖေပေးတဲ့မုံဘိုလေးစုဆောင်ပြီးတော့ကျောင်းဆောက်ပြီးတော့တန်ခါလိုကျွေးလာတာနှစ်ပေါင်းဘယ်လောက်လဲနှစ်ပေါင်း2000နော်
ကိုဂေါရမဘုရားရှင်လက်ထက်ကြတော့ဘယ်မျိုးကဘသူသမီးလာဖြစ်လဲဒါနောက်ကြောင်းနည်းနည်းပြန်မေးတာပြောရန်ခင်းမျိုးကဘသူသမီးလဲဘသူသမီးမှမဟုတ်ဗာတိယမျိုးကဒနင်းဆရာသထေးရဲ့သမီးမင်တကရဲ့မြေးလာဖြစ်တယ်ဘုရားဗာတိယမျိုးကြွတော့သူ9နှစ်သမီးအဲ့ဒီမှာကထာ6ပါးတရားနာပြီးတော့ဘာဖြစ်သွားတာလဲသောတာပန်ဖြစ်သွားတာဘဝကဒီလိုလာတယ်ဒါဖြင့်သံဝတ္ထိရောက်ပြီးတော့ပုဗ္ဗော်ရဲ့ကျောင်းကြီးပဲလို့ဆောက်လဲဒါလေးဘုန်းကြီးတို့ခြုံပြီးတော့ဆက်ပြောမယ်နော်သံဝတ္ထိမြို့မှာနန်းဆိုင်တဲ့ကောသလမင်းသူတည်းပြည်မှာလူမွဲတွေများတယ်သူတည်းပြည်ကစီးပွားရေးလုပ်ငန်းမအောင်မြင်ကြဘူးဧကတိုင်မကရတဲကစီးပွားရေးကောင်းတယ်နဲ့တူတယ်တထေးတွေသိစုတာအဲ့တော့ကောသလမင်းကြီးကကောသလတဲရဲ့ပြည့်ရှင်ဘယင်ကောသလမင်းကြီးကမကရပြည့်ရှင်ဘယင်ဗိမိသာရကိုတောင်းဆိုတယ်တောင်းပန်တယ်မဲတိုင်းပြည်မှာခွာတထေးတွေပေါ်လိုက်တာဘိလယနာတထေးတွေအများကြီးပဲပါဠိတော်ကတော့အမိတဘောဂတထေးလို့ခေါ်တယ်ခေါ်လိုက်အမိတဘောဂနော်အမိတဆိုတာ measureless သူတို့ဘယ်လောက်ရှိလဲတိုင်းလို့တာလို့မရအောင်အမိတဘောဂတထေးမိထိုက်ပြီး9ယောက်ငါတက်ပြီး1ယောက်လောက်ပေးစမ်းပါကွာဘသူတောင်းဘသူကတောင်းကောသလကတောင်းတာအဲ့တော့ဗိမိသာရကလည်းကြိုက်တာဆိုပေးမယ်တတိ9ယောက်ခေါ်ပြီးတော့နားချတယ်မင်းတို့ကောသလတိုင်းပြည်ကိုစီးပွားနဲ့တကအကုန်လုံးရွှေ့ပြီးတော့သွားနေလိုက်ကြသားမှာကွာအိန္ဒိနာချင်းတိုင်းပြည်ငါဆောက်ရှောက်ရမှာသူ့တိုင်းပြည်ကမွဲလို့ဘယ်သူမှမသွားဘူးမသွားကျင်တာကတော့ကောသလဘုရင်ရဲ့စီမံအုပ်ချုပ်ပုံတွေညံ့ဖျင်းတာကြောင့်လို့ထင်တယ်ဒါဘုန်းကြီးထင်တာပြောတာနော်ကောသလမင်းကြီးရဲ့စီမံကုတ်ကဲပုံတွေကညံ့ဖျင်းလို့မတူဘူးလေဘုရင်ရဲ့ဗိမိသာရကသောတာပန်မဟုတ်လားနော်သောတာပန်ဘုရင်အုပ်ချုပ်တာနဲ့ပုထုဇဉ်ဘုရင်အုပ်ချုပ်တာနဲ့မတူဘူးလေအဲ့ဒါကြောင့်ဘယ်တတိမှမကရတိုင်းကနေပြီးတော့ကောသလတိုင်းကိုမရွှေ့ဘူးနောက်တော့နှစ်တိုင်းပြည်ချစ်ကြည်ရင်းနှီးမှုအတွေ့ဆိုပြီးတော့မင်တကတတိကြီးကကျုပ်တော့မရွှေ့ဘူးတဲ့ကျုပ်သားကိုရွှေ့ခိုင်းလိုက်မယ်တဲ့မင်တကတတိရဲ့သားကဘယ်သူလဲဟိဒနင်းဆရာဒနင်းဆရာမင်းသာဝတ္ထိရွှေ့ပြီးနေလိုက်ပါကွာကောသလတိုင်းရွှေ့လိုက်ပါဆိုတော့ဒနင်းဆရာကကိုင်အဖေစကားလဲနားထောင်နှစ်တိုင်းပြည်ရဲ့ဒါချစ်ခင်ရင်းနှီးမှုလဲဖွံ့ဖြိုးတိုးတက်ရေးနှစ်တိုင်းပြည်ရဲ့ဟလာဟိုချစ်ခင်ရင်းနှီးမှုခိုင်မြဲရေးအတွက်လည်းဖြစ်စေတော့ဆိုရွှေ့မယ်အဲ့ဒါလည်းကြာရကောသလကပျော်လွန်းလို့သာဝတိမျိုးထဲမှာမြေခွက်ကလေးတစ်ခွက်ရိုက်ပေးတယ်အိမ်ဆောက်ဖို့မြေခွက်ကလေးကဘုန်းကြီးထင်တယ်နော်ပေ40 60လောက်အကွက်ကလေးရိုက်ပေးတယ်နဲ့တူတာပဲထင်တာပြောတာနော်ဒီဘက်ကဒနင်းဆရာကဝင်သွားတော့သူရဲ့အချအယံပရိသတ်တွေငွေချီးကိုစည်ရင်ဆရာတွေနဲ့ဂိုင်တဲ့ပုဂ္ဂိုလ်တွေလွတ်လွတ်တဲ့ပုဂ္ဂိုလ်တွေရောင်းပေါ်ရောင်းပက်တွေစီးပွားရေးသမားတွေပိုက်ဆံထိန်းတဲ့လူတွေပစ္စည်းထိန်းတဲ့လူတွေကသိမ့်နဲ့ချီပြီးတော့လိုက်သွားတာသမီးကလေးဝိသာခာနို့အရသာ5ပါးမဆင်းရရအောင်ဆိုတော့အဖိုးကနှချမ်းဖွင့်ပေးလိုက်တာဓမ္မတွေတတိတွေအကုန်ခုံပြန်ပြီးရလိုက်သွားတယ်နွားတွေကလည်းပဲသိမ့်နဲ့ချီပြီးတော့နှအုပ်ကြီးပါသွားတာကောသလကမျက်လုံးကိုပြူလို့ဒီလူအုပ်ကြီးသာဝတိမျိုးတဲ့ဘယ်လိုလုပ်ထားပါမလဲသူကပေ40 60အကွက်ရိုက်ထားတာမနေလောက်ဘူးအဲ့ဒါနဲ့သာဝတိမျိုးနဲ့အဝေးကြီးတနေရာမိုင်40လောက်ဝေးလိုက်မယ်တော့ရှင်းပြီးတော့မြေခွဲကြီးအကြီးကြီးတစ်ခုပေးလိုက်တယ်ကိုယ်စိတ်ကြိုက်ကိုဟာကိုအကွက်ရဲ့ကိုမြို့ကိုကြိုက်တယ်လို့တိဆောက်ပြီးတော့နေဒနင်းစီရနဲ့သမီးဝိသာခါတို့ကိုမြို့ကိုဟာကိုဒီဇိုင်းဆွဲပြီးတော့နော်မာစတာပလန်ချပြီးတော့တိဆောက်တာ
တာမန်မိမ့်မမဟုတ်ဘူးသားဖနှစ်ယောက်သူတို့မြို့ကိုသူတို့တိဆောက်တာတာဝတိမြို့နဲ့အဝေးကြီးအဲ့ဒီမြို့ကဘာခေါ်တယ်အောင်မေးလားတယံကတံသာကေတံတိဂောစတိတယံကတံနဂရကိုရံတိဆောက်တဲ့ဒီမြို့ကိုသာကေတံတိသာကေတဟု၍ဟောစတိမௌချကိဉ္စေဆိုတိုက်ပါပေသတည်းပရိသတ်ရဲ့ကိုရံတိဆောက်တဲ့မြို့ကိုဗာမြို့ခေါ်သာကေတခေါ်တယ်ရန်ကုန်ကသာကေတကိုရဘသူတိဆောက်တယ်တနည်းဆရာတိဆောက်တာမဟုတ်ဘူးဘုံမူကြီးထွန်းစိန်တိဆောက်တာဟိုမှာကတော့သာကေတနော်တနည်းဆရာနဲ့သမီးလေးဝိသကတော့ကိုမြို့ကိုတိဆောက်ပြီးတော့နေကြတာအဲ့ဒီအခြေအနေမှာသမီးအသက်ဘယ်လောက်ရောက်ပြီလဲဘုန်းကြီးခမ်းမန်းလို့မရဘူးဖယားနဲ့တွေ့တော့ကတော့9နှစ်သမီးလို့မှတ်တာနော်တန်ဝတိရောက်သွားပြီမြို့ထဲမဟုတ်ဘူးတာကေတမှာနေကြတယ်ကဲတန်ဝတိမြို့ထဲရွှေ့ကြအောင်ဆိုဗျာအသက်16နှစ်ရောက်လိုက်အသက်ဘယ်လောက်လဲ16နှစ်ရောက်လိုက်နောက်ကျောင်းလေးတစ်ခုပရိသတ်ရေပြန်တွက်ထားဘုရားနဲ့တွေ့တော့ဝိသခအသက်ဘယ်လောက်လဲ9နှစ်ရသော်ဘုရားကဘယ်2ဝါလဲ2ဝါရသော်ဘုရားကဘယ်2ဝါမှာပြိဋိဘံပြုတယ်45မှာပြိဋိဘံပြုတယ်ပြိဋိဘံမပြုခင်43နှစ်အလိုမဟုတ်လားပရိသတ်ကြိုတွက်လို့ရတယ်ဘာကြိုတွက်မြတ်စွာဘုရားနဲ့ဝိသခါတို့43နှစ်အတူနေသွားတယ်ဆိုတာမသေးကြဘူးလားဒါဆိုလို့ရှိရင်ဝိသခါသည်မြတ်စွာဘုရားပြိဋိဘံစံတော့အသက်ဘယ်လောက်ရှိလောက်ပြီလဲတွက်ရပြီ50ပဲရှိသေးတယ်နော်အောစရာမြို့သမီးကြီးဗျာနော်ဝိသခါဝေသတိပုဒ္ဒနာတ္တသံစတုရောသတ္တပါဏတ္တသာသသဇံဗုဒ္ဓိပေသုပါကတာဒါကတက္ကရာတိကာတွေကရေးထားတာသာသမီ20မွေးတယ်တဲ့ခုလည်းမထားရသေးဘူးနော်သာကေတမြို့တိဆောက်ပြီးတော့တထေသမီးကိုမြို့ကိုတိဆောက်တဲ့အင်ဂျင်နီယာတွေဘာတွေလဲကောင်းကောင်းတတ် Civil Engineer သာဝတိမြို့တွေကတထေသာပုံနာဝဒနာပြောအဲ့ဒီပုံနာဝဒနာနဲ့လက်ထပ်တယ်လက်ထပ်ခန်းကသိကြီးကျယ်တယ်အဲ့ဒါဘုန်းကြီးမပြောတော့ပုံနာဝဒနာနဲ့လက်ထပ်တယ်အိန္ဒိယပြည်မှာလက်ထပ်တဲ့ဟိဆိုရင်ပရိသတ်ကြီး16နှစ်နော်အဲ့တော့လက်ထပ်ပြီးဆိုတော့မှအသက်16နှစ်မှဘယ်ရောက်သွားလဲယောက်ျားအိမ်ပါသွားတော့သံဝတိမျိုးတဲ့ရောက်ပြီပေါ့ဒီလိုလေးတွေ့ထားအဲ့တော့အဖိုးကရောအဖေကရောသမီးလက်ထပ်ပွဲလက်ဆောင်ပစ္စည်းမင်္ဂလာလက်ဖွဲ့ပစ္စည်းဆိုပြီးတော့မဟန်လတာတန်စာကြီးလှုပ်ပေးလိုက်တာခေါင်းကနေဆောင်းချလိုက်ရင်တကိုယ်လုံးငုံသွားတယ်ဖနှောင်းအထိနောက်ကနေငုံထားတယ်ပြီးတော့ဘေးကြလာတဲ့အရွက်2ရွက်ကိုစီးပြီးတော့ဒီမှာဇစ်တွေကျဲသီးတွေတက်လိုက်တကောလုံးမခြုံပြီးငုံပြီးအိုဘာကုတ်အင်ကြီးရှည်ကြီးလိုပဲအဲ့ဒီထဲမှာရွှေကြီး35ဘိတ်သာပါတယ်စိန်တွေ6တွေကတည်င်းခွဲပါတယ်စာထဲမှာပါတာတွေဘုန်းကြီးပေါင်းပြီးတော့တော်တော်လေးမှတ်ထားတာကံဘဲကအမျိုးသမီးတွေအဲ့ဒါမျိုးသွန်ဆင်ကြည့်ခွေကနေလဲသွားမယ်ဟိုမှာခွန်အားနော်မရှိဘူးလားကောသလကဝိသကခွန်အားကောင်းတယ်ဆိုပြီးတော့စမ်းတာစင်မြောင်ကြီးလွှတ်လိုက်တယ်လာခဲ့နမောင်းကြီးထောင်ပြီးတော့လာတာအနာကြတဲ့နမောင်းဖန်ဆွဲပြီးတော့တွန်းချစိန်ကြီးပင်တိုင်လဲသွားတယ်နော်ကျောင်းအလှရဲ့အကျိုးကျေးဇူးတွေကျမ်းမာရေးလည်းကောင်းတယ်ခွန်အားလည်းကောင်းတယ်ရုပ်လည်းချောတယ်အရွယ်လည်းတင်တယ်လေအသက်ဘယ်လောက်ရှိတယ်လို့ကြားဘူးလဲ120
ကိုယ်ကတွေ့ထားပြီးပြီဘုရားပြိဋိဘံဆန္ဒဝိသကသက်50မှာကြံခဲ့တယ်ဘုရားရဲ့နောက်ထပ်နှစ်ပေါင်းသူဘယ်လောက်နေသွားလဲ80နေသွားတယ်အွန်းစရာအကြောင်းမကြီးနော်ကဲဟိုကျောင်းဆောက်တာလေးဘုန်းကြီးတို့ပြောအောင်ဘာတန်စာခုနပြောထားတယ်မဟာလတာတန်စာကိုဂရီတဲ့တန်ဖိုးရှိတယ်မဟာလတာတန်စာကြီးဆင်မြန်းပြီးတော့သာဝတိကတထေသားနဲ့လက်ထပ်ပြီးသာဝတိမြို့ရောက်လာပြီးတဲ့နောက်မှာသူကကျောင်းမဆောက်ရသေးတော့အနာတပိန်ရဲ့ကျောင်းထဲသွားပြီးတော့မနဲ့သံဃာတွေယာခုကတ်တယ်နေ့ဆွမ်းကတ်တယ်ညနေချမ်းပြောရမကကတ်တယ်တနေ့3ခေါက်အနာတပိန်ကျောင်းမှာသွားပြီးတော့လှုပ်ကြွေးနေတာနေကင်မဲ့ဆွမ်းကတ်ပြီးရင်နေကင်တရားလေးနာညနေချမ်းပြောရမကကတ်ပြီးရင်ညဥ်ရံတရားလေးနာအဲ့တော့ကျောင်းထိုက်ထဲသံဃာတော်တွေကိုပြုစုလှုပ်ကြွေးနေတဲ့အချိန်မှာမဟာလတာတန်စာရှိတယ်မြတ်စွာဘုရားတရားဟိုးလို့တရားနာတဲ့အချိန်မှာမဟာလတာတန်စာကိုချွတ်ထားပြီးတော့မှခောက်ပြီးသစ္တာလေးတွေထည့်ထားပြီးသူတရားနာတယ်တခုသောနေ့ရဲ့တရားပွဲမှာမဟာလတာတန်စာကိုတရားနာတော့လေခောက်ချွတ်ခောက်ပြီးတော့သစ္တာလေးတွေထည့်ကြွမတွေပေးထားတာတရားနာပြီးလို့ထပြန်တော့အဲ့ဒါမေးကြံရထားတဲ့ဓမ္မယုံထဲမှာနော်မြို့ဘဝရောက်တော့ဟဲ့ကျော်မတွေငါမဟာလတာတန်စာပေးဟဲ့ဆင်တော့မယ်ဆိုတော့ရှင်မကြီးတရားပွဲတွေမေ့ကြံရစ်ပြီပြောကျောင်းမကြီးတွေဘယ်မှာဘာကြံရစ်ဒီကနေ့တရားပွဲမှာဘယ်သူမှမေ့မကြံရစ်စေနဲ့နော်ကြံရင်နောက်တစ်ကြောင်းဆောက်သွားပြန်ကောက်ဒါပေမဲ့တရားပွဲပြီးရင်ရှင်အာနန္ဒာတပြည့်စည်းလဲတော်မူတယ်ရှင်အာနန္ဒာတွေးလိုက်မယ်ရှင်အာနန္ဒာကကောက်သွားပြီးတော့သိမ့်ထားတဲ့ဆိုရင်မင်းတို့မယူခဲ့ကြနဲ့တော့စိတ်ထားကလည်းအံ့ဩစရာသုတ်ကိုမှဆင်တဲ့မဟာလတာတန်စာကိုရှင်အာနန္ဒာကောက်ကင်ပြီးရင်ပါတယ်လေမယူခဲ့နဲ့တော့ကျွန်မတွေမှားတယ်ရှင်အာနန္ဒာကလည်းကောက်တယ်မြတ်စွာဘုရားကျောင်းဘဝတိုင်မှာချိတ်ထားတဲ့ဒေါင်းကြီးကနေသလိုပဲသွားပြန်ကောက်တော့မရှိဘူးကျောင်းဘဝချိတ်ထားတာတွေ့တော့ဝိသကပြန်ပြောတော့ဟဲဒါဆိုရင်တော့ငါဘုရားလှူလိုက်တော့မယ်ပြန်သွားပြီးတော့ရွှေလီမန်းကြီးတဲ့ထဲပြီးတော့မြတ်စွာဘုရားလှူပါ၏မြတ်စွာဘုရားကတို့ဘာလုံးမှလေတဲ့ဒီဥစ္စာကြီးမင်္ဂတော်တွေကိုကျေးဇူးများအောင်မင်းအဲ့ဒါကြောင်းဆောင်ဝိသခာကလည်းဆုံးဖြတ်တယ်အပုပ်အသို့အငိမ့်အကြီးတွေနဲ့ပြည့်နေတဲ့ဤခန္ဓာကိုယ်ကိုအိမ်မြကြီးကျယ်တဲ့ယရနာတွေနဲ့တန်စာဆင်ခြင်းဖြင့်ငါအတွက်ဘဝတန်တရာဘာအကျိုးရှိမှလဲတွေးခေါ်ယူဆပုံတက်ကောင်းနော်တကောလုံးစင်တားတဲ့အမျိုးသမီးတွေဝိသခာလို့တွေးကြစမ်းပါဖိတောက်အောင်စင်ထားတဲ့အမျိုးသမီးတွေဝိသခာလို့တွေးခန္ဓာကိုယ်တကောလုံးမှာအပုပ်သို့အညစ်အကြေးတွေအပြည့်ပဲမဟုတ်လားအဲ့ဒါကိုစိန်နေနဲ့ဆင်ရွှေတွေနဲ့ဆင်အထဲမှာတော့အညစ်အကြေးကအပြည့်ပဲဘာအကျိုးရှိအပ်နီးဂုဏ်တော်အနန္တနဲ့ပြည့်စုံတော်မူတဲ့သာသနာတော်ကိုတန်စာဆင်ခြင်းဖြင့်ငါသန္တရရဲ့အကျိုးကျေးဇူးပဲငါယူတော့မယ်မြတ်စွာဘုရားအမိန့်ရှိပါမြို့အရှိပေါက်အဲ့ဒီဟာရောက်ပြီးတော့ကျောင်းဆောင်အဲ့ဒါနဲ့မြို့အရှိပေါက်သွားပြီးတော့နေရာရှာမြေကြီးကဈေးကင်ထားတယ်ကျောင်းဆောက်ဖို့မြေခွဲသစ်တော်လေးနဲ့တောရိပ်တောင်ရိပ်နဲ့ကောင်းကောင်းလေးတွေးလိုက်တယ်မြေခွဲကဈေးဆိုတာ6ကလေးတဲ့ဈေးကြီးတာအဲ့ဒီတွေကဈေးကြီးတာခုထိမြေဈေးကလည်းမကြဘူးအဲ့ဒါနဲ့မဟာလတာတန်စာရောင်းတာသာဝတိကဘယ်သူမှမဝင်နိုင်ဘူးတဲ့ဒါဆိုရိပ်မိပြီသာဝတိကလူတွေလူမွဲတွေကြီးပဲမဟုတ်လားဒါကြောင့်တထေးခေါ်ယူရတာနော်6ကလေးတောင်မရှိတန်ဖိုးရှိတဲ့ပစ္စည်းကိုပိုက်ဆံ6ကလေးသုံးပြီးတော့ဝယ်နိုင်တဲ့တထေးကသာဝတိမှာမရှိဘူး
အဲ့ဒါကြောင့်သူ့ဟာသူပြန်ဝယ်ပြီးတော့မြေကြီးသွားဝယ်တာ9ကလေးကျောင်းဆောက်တာ9ကလေးကျောင်းရင်ဆက်ချပွဲကျင်းပတဲ့နေရာမှာလှူတာတန်းတာက9ကလေး9ကလေး3ကဆိုတော့29ကလေးသွန်ချဘာမြင်လို့လဲဘာမြင်လို့လဲပြောပြီးပြီသောတာပန်ကျောင်းမှာဘယ်ရီမှာဘယ်လိုတက်သွားတယ်ဆိုတာကြိုပြီးတော့ပြောထားပြီးပြီနေမနရတိနတ်ပြည်မှာခုရှိတယ်နတ်ပြည်နဲ့လူပြည်ဘယ်နှခေါက်ဆင်းကြီးတက်ချီစေးစေးခံအောင်မလဲရှစ်ချိန်မြောက်ကြတော့ဘယ်သွားမလဲသုဒ္ဓဝါဒဗြဟ္မဘုံ5ဘုံအစဉ်တိုင်းတက်မယ်အကနိဋ္ဌဘုံရောက်တော့ဘာဖြစ်မလဲယန္တာအဲ့ဒီသက်တမ်းကိုအကုန်ပေါင်းရင်ကဘာ3000ရှိတယ်ကဘာပေါင်း limitless ဖြစ်နေတဲ့သန္တရာဘဝသန္တရာဆိုတော့ဘုန်းကြီးတို့ပြိဿမှာ limited လား limitless လားသန္တရာဟာအဆုံးမြင်ပြီလားအဆုံးမမြင်ဘူးလားအဆုံးမမြင်တဲ့သန္တရာကိုအဆုံးသတ်ပေးတာဟာဒီတရားတော်ဟုတ်လား endless အဆုံးမမြင်တဲ့သန္တရာကိုအဆုံးမြင်သွားပြီကဘာ3000ဆိုရင်သူ့သန္တရာဘာဖြစ်ပြီလဲဆုံးပြီဘာကျေးဇူးလဲမြတ်စွာဘုရားရဲ့ကျေးဇူးတရားတော်ရဲ့ကျေးဇူးအဲ့ဒါကြောင့်သွန်ချတယ်ဟုတ်လားခန္ဓာကိုယ်စင်နဲ့မန္လဒတဇာရောက်ပြီးတော့အဲ့ဒါကြောင်းဆောက်တာဘာကြောင်းလဲမြို့အရှိပေါက်ကဆိုတော့ပုပ္ပါရာမပြောပုပ္ပါယုံကြောင်းနော်အဲ့ဒါကြောင်းဆောက်ဖို့မြေခွဲရပြီးမြေကြီးရှင်းပြီးပနက်တွေရိုက်ပြီးသစ်တွေအုပ်တွေစုပြီးမြတ်စွာဘုရားကဒီသစာရီထွက်သွားတယ်မြတ်စွာဘုရားရေတပည့်တော်မှာကြောင်းဆောက်နေတယ်ထွက်မသွားပါနဲ့ဟာသတ္တလောကကြီးအတွက်ပွင့်တဲ့ဘုရားတယောက်တည်းအတွက်ပွင့်တဲ့ဘုရားမဟုတ်ဘူးသွားရမှာပဲဒါဆိုကြောင်းမြန်ပြီးအောင်မြတ်စွာဘုရားစီမံပေးပါတန်ဃာတော်တွေအများကြီးပဲတဲ့မင်းကြည်ညိုတဲ့ကိုယ်တော်တစ်ပါးပင့်ထားလိုက်ကျောင်းကိုစီမံကောက်ကဲဖို့သူကြည်ညိုတာကတော့အရှင်အနန္ဒာရေရနီနီခင်တယ်ချစ်တယ်ကြည်ညိုတယ်ဒါပေမဲ့အရှင်အနန္ဒာကဘာတကူမှမရှိဘူးပုထုသောတာပန်အဘိညာဉ်လည်းမရှိဘူးရှင်အနန္ဒာကိုပင့်ခြင်းပေမဲ့မပင့်ဘူးရှင်မောကလန်ကိုရောကြီးကယဟန္တာအလုံးသိတယ်အဘိညာဉ်တွေတကူတွေမှာနော်နံပါတ်1ပဲမဟုတ်လားတကူအရာဧရတဲ့ရဒါပေမဲ့မျက်နှာထားတင်းတယ်ရှင်မောကလန်ကနတ်သမီးတွေပါလေခဏသူ့ကြောင်းရှိရှုပ်လာရင်ငေါ့လွတ်တာအဲ့တော့ရှင်မောကလန်ကိုကြည်ပင့်တော့ပင့်နေတယ်ငေါ့မှကြောက်လို့မြတ်စွာဘုရားရေရှင်မောကလန်တပည့်တော်ပင့်ခြင်းပါရဲ့မြတ်စွာဘုရားညွှန်ကြားပေးပါဆိုတော့ဘုရားကရှစ်သားမောကလန်ဝိသကာကြောင့်စီမံဖို့မင်းနေရပါကွာငါဘုရားနဲ့ခရီးမထွက်ပါနဲ့ဆိုသာဝတိထားပြခဲ့အဲ့ဒါရှင်မောကလန်စီမံပြီးတော့ဆောက်ပေးတာပုပ္ပါယုံကျောင်းဟာ4 လနဲ့ပြီးသွားတယ်တဲ့စင်မပြေဘူးလားဟောဒီကြောင်ကြီးရှင်မောကလန်ဆောက်ပုံရတယ်နော်ဘယ်လောက်ကြာမှန်းတော့ကိုလည်းမသိဘူးကြောင်ကြီးကကြီးကျယ်တယ်အဲ့ဒါဝိသခာမြတ်စွာဘုရားနဲ့သံဃာအဲ့ဒီကြောင်တိုက်ကြီးအနှင်းတာ4 လကြာတယ်လှူးနေတာဂဒါဟံမာသတံရမံသုဒ္ဓမတ္တိကလိပနံဝိဟာရဒါနံဒသမိသင်္ကပ္ပောမေရှပုရိတောကျောင်းရည်စိတ်ချပွဲကြီးပြီးတော့ကျောင်းတိုက်ကြီးပတ်ပြီးတော့သာသမီတွေနဲ့ပျော်ပျော်ပါပါကျောင်းကြီးပတ်ပြီးတော့ကရဲလို့တော့ဘုန်းကြီးတို့ကတော့မပြောချင်ပါဘူးဖယားနဲ့တန်ခါရှေ့ပါနော်မြို့ကြီးသူတထေးသမီးပြီးတော့သောတာပန်အရိယာဟုတ်လားဒီလိုပဲတခါလေတာမန်အမျိုးသမီးတွေသိဉ္ဇံကသလိုကြောက်ပတ်ပြီးတော့ကရဲဆိုတာတော့ဘုန်းကြီးကမပြောချင်ဘူး
ဝမ်းသာလွန်းလို့ဥဒန်းနေကျူးတာတော့ဖြစ်မှာပေါ့ဟုတ်လားဥဒန်းကျူးတဲ့အတန်ကသချင်းတန်လေးပါလေးလေပေါက်ချင်ပေါက်သွားလိမ့်မယ်မဟုတ်လားနော်ကဒါဟံပါဒတံရမံသုတ္တမတိကလိပနံဝိဟာရဒါနံဒသမိသင်္ကပောမေရှပုရိတောဒီလောက်တော့သူလုံးမဲ့တင်တာပါပဲကဒါဘေသောကာလဘေသမယကြတော်မှာပါဒတံကြောင်းကြည်လာသူလူအလုံးတို့ရဲ့စိတ်နှလုံးကိုရွှင်ပြောင်းကြည်နူးစေနိုင်ထသောရာမံကြောင်းတိုင်းမှာနေကြတဲ့ရှင်ယဟန်တို့ရဲ့စိတ်နှလုံးကိုလည်းရှင်ပြုံးမွေးလျော်စေနိုင်ထသောသုဒ္ဓမတိကလိပနံအင်္ဂရိမြေသယုတ်တေနပြည့်ပြည့်လိမ့်ကြံ၍ထားအပ်သောဝိဟာရဒါနဗိမာန်သာဆံကျောင်းသင်္ကန်းဆိုတဲ့အလူဒါနကိုဒသမိပေသောအကပိလူခွင့်ရပါမလဲလို့စေတသိက်တသိမ့်သင်္ချာကကဘာကကြံစီခဲ့တာတသိမ့်သင်္ချာကကဘာကကြံစီခဲ့တာတသိမ့်သင်္ချာကကဘာတောင်ကြာမြင့်ခဲ့လေပြီဒါနိယခုကာမသင်္ကပ္ပောကျောင်းဆောင်မယ်ဆိုတဲ့အကြံစီဟာဘုရိတာစိတ်ကြံသလောက်ဒိဋ္ဌံမြောက်သဖြင့်နိဗ္ဗာန်ပေါက်အောင်ပြေးမြောက်လင်အောင်မြင်ခဲ့ပါပေတော့တည်းကသဗ္ဗဘုရားလက်ထက်တုန်းကသူ့နာမည်ဘယ်လိုလဲဟိမေ့ပါပြီဖေဟာအထုပ်ကြီးတွေမေ့ကြပါစေမေ့ကြရင်ပါစေလို့တော့ဆုမတောင်းပါဘူးကသဗ္ဗဘုရားလက်ထက်ကသမီးတော်9ပါးအကြီးဆုံးသမီးတော်ဘယ်သူလဲတန်ခဓာတိဟုတ်လားတန်ခကြီးကျွန်ဂေါရမဘုရားလက်ထက်လေပဲနှစ်ပေါင်းဘလောက်လေဘုရားတသက်သူလှုပ်ကြွသားတာ40နဲ့ဘယ်နှစ်လဲဟမ်3နှစ်တန်ခဓာတိတန်ခကြီးကျွန်အဖြစ်နဲ့နတ်နဲ့ညာခုသွားကတ်တယ်သားရသမီးတွေနဲ့တပြုံကြီးပြီးတော့မှအိမ်ပြန်ဆွမ်းချက်နေစွန်းသွားကတ်တယ်ပြီးတော့ညနေကျအပြောရမကကတ်တယ်သံဝိတုမြို့ရှိသမျှသံဃာအားလုံးနော်သင်္ကန်းလိုသမျှသူတယောက်တည်းလှူမယ်ယဟမအားလုံးလိုသမျှသင်္ကန်းသူတယောက်တည်းလှူမယ်ယာကုဆွမ်းသူ့အိမ်မှာပဲအကုန်လုံးလာစားကြသံဃာရောယဟမတွေရောစိတ်ပစ္စည်းလိုသလောက်သူလှူမယ်သံဃာအတွက်သင်္ကန်းကိုးတယ်သူတယောက်တည်းလှူတာနော်အဲ့ဒါကြောင့်ဆုတောင်းကပါတယ်လေသံဃာဓာတိသံဃာတော်ကိုကြေးကျွန်လို့ပြုစုရပါလို့ဤတထေသမီးဆုတောင်းအဲ့ဒါကြံစီခဲ့တာကဘာတသိန်းတောင်ကြာပြီခုမှပဲပြည့်စုံတယ်ဆိုပြီးတော့ကြောင်းပတ်ပြီးတော့တခြင်းဆိုတယ်လို့တော့ပြောရရတာပေါ့ဗျာကတာတော့မဟုတ်တော့ပါဘူးအငိမ့်လူပြက်ကတော့ရုပ်ပြက်ဆင်းပြက်ပြောတယ်လူပြက်ပဲဗျာပြောမှာပေါ့လူကောင်းမှမဟုတ်တာကတဟံပသတံရမံသုဒ္ဓမတ္တိကလေပနံဝိဟာရဒါနံဒသမိသင်္ကပ္ပောမေရှပုရိတောအဟံမေတ္တကရဲ့မြေတနည်းစရာတထေးရဲ့သမီးအပေါင်းအသင်းတွေကကြောက်အမလို့သမုတ်ခံရတဲ့အကျဉ်းတော်ဝိသကာသည်ကတဘေသောကာလဘေသမယကြတော်မှာဝိဟာရဒါနံဗိမာန်သာဆံကြောင်းသင်္ကန်းဆိုတဲ့လူဒါနကိုဒသမိပေးလူခွင့်ရပါမလဲလို့စိတ်တေသိကြံစီခဲ့တာကဘာတသိန်းတောင်ကြာခဲ့လေပြီဒါနိယခုကာမတော့သင်္ကပ္ပောကြောင်းဆောက်မယ်ဆိုတဲ့ကြံစီဟာဘုရိတာစိတ်ကြံသလောက်ဒိဋ္ဌံမြောက်သဖြင့်နိဗ္ဗာန်ပေါက်အောင်ပြေးမြောက်လင်အောင်မြင်ခဲ့ပါပေသတည်း53နှစ်တို့ကာလပတ်လုံး
မြတ်စွာဘုရားကိုရောမြတ်တဲ့သံဃာတော်တွေကိုကြေးကျွန်းတဲ့ပဲပြုစုလှုပ်ကြွေးမြတ်စွာဘုရားပြိဋိဘံမဆန်ခင်2 နှစ်သို့မဟုတ်3 နှစ်လောက်အလုံးမှာအနာတပိန်နိုင်ပါစတာဒါပေမဲ့အနာတပိန်ကအထက်နတ်ပြည်တွေအမြင့်ကြီးသူမရောက်ဘူးတာဝရိန်သာပဲရောက်တာဘာဖြစ်လို့လဲဒါလေးတော့ဘုန်းကြီးတို့ပြိဿအပိုလေးမှတ်သွားဝိသကနဲ့သူတို့2 ယောက်ကအတူတူပဲအဖြစ်လဲဆိုတော့အနာတပိန်ရောက်ဝိသကရောက်နောက်2 ယောက်စလုံးကိုဘုန်းကြီးတို့ပိဋကကဆုံးဖြတ်ထားတယ်ဒါနာဘိရတသောတာပန်မလေးအလိုဒါနလောက်ပဲသူတို့ပျော်တယ်တဲ့တရားအထုတ်ဖို့စိတ်မဝင်စားကြဘူးဘုရားနဲ့တွေ့သောတာပန်ဖြစ်ပြီးတဲ့နောက်သဂရကအနာဂံဖြစ်ဖို့ဆက်ပြီးတော့အာမထုတ်ဘူးအဲ့ဒါလေးတစ်ချက်နောက်တစ်ချက်ကအလူဒါနပဲပျော်မွေးတဲ့တတိတွေမို့လို့မြတ်စွာဘုရားကလည်းဒါနဇရိတ်ရှိတဲ့တ attva ကိုဒါနကထာပဲဟောသီလဇရိတ်ရှိတဲ့တ attva ကိုသီလကထာပဲဟောနည်းနည်းတဲ့တရားတွေမြတ်စွာဘုရားကလည်းမဟောဘူးသဲတဲ့ရေသွန်ဖြစ်မှစိုးလို့အဲ့တော့ဘုရားကိုလှုပ်ကြွေးနေရတဲ့အနာတပိန်ဆို25 နှစ်လောက်လှုပ်ကြွေးခဲ့ရတယ်ဝိသကဆိုခုပြောပြီးပြီ43 နှစ်လှုပ်ကြွေးရတယ်ဒါနကထာမြင့်ရင်သီလကထာဒါပဲနာရခန္ဓာအရဏဓာတ်သစ္စာတရားသူတို့2 ယောက်မနာခဲ့အောင်အဲ့တော့ဝိသကဘာမှမဖြစ်ပေမဲ့အနာတပိန်ဘာဖြစ်သွားလဲလို့ဆိုတော့အနာတပိန်သေရညောင်စောလေးလျောင်းတော့ဘုရားကသာရိပုတ္တနဲ့ရှင်အာနန္ဒာကိုလွတ်တယ်သွားအကြောင်းတရားကြီးအိယာမှာလဲပြီမထသောအိတ်ရှင်ဖြင့်အိတ်တော့မယ်အပေးကြပါရှင်အာနန္ဒာကြွသွားဗုဒ္ဓဂုဏ်တော်တွေဟောပီတိမဖြစ်တော့ရှင်သာရိပုတ္တကြွသွားတော့ဗုဒ္ဓဂုဏ်တော်မဟောဘူးခန္ဓာအာရဏဓာတ်သစ္စာအဲ့ဒါအခြေဟောအနာတပိန်တရားဆုံးတော့ငိုတယ်ဗျာနော်ငိုကြွေးတယ်ရှင်သာရိပုတ္တကမေးတယ်ဘာဖြစ်လို့ငိုရတာလဲတပည့်တော်ဘုရားလှုပ်ကြွေးလာတဲ့25 နှစ်ဒီလိုတရားမျိုးတစ်ခါမှမနာခဲ့ရနာဖို့လည်းတပည့်တော်ကဝါသနာမပါဘူးဝိပဿနာတရားလည်းတစ်ခါမှအာမထုတ်ခဲ့ဘူးကုန်လွန်ခဲ့သောအချိန်တွေပရိသတ်ကြီးပြောပါလေဟိဘယ်နှစ်လဲနာတပိန်25 နှစ်နော်ကုန်လွန်ခဲ့သောအချိန်တွေမှာအဆင့်မြင့်တရားနာလဲမနာခဲ့ဘူးကျင့်လဲမကျင့်ခဲ့ဘူးအဲ့ဓာတွေကိုဝမ်းနေပြီးတော့ငုံမိတာကျောင်းတကကျောင်းမကြီးများအတွက်ဒါ special ဒါ information မှာအဲ့ဓာတပိန်ကိုကျွေးပြီးတော့ကွယ်လွန်သွားတယ်ဘုန်းကြီးရဲ့သုံးသပ်ချက်ကလေးကငိုကျွေးတယ်ဆိုတော့ဝေဒနာအပြင်ဘာဖြစ်မလဲဒေါမနတဝေဒနာဘာလဲခက်လို့ပြောရင်ဒီလိုပေါ့စိတ်တွေလေးပြီးတော့သိသွားတာလေးသောအရာဝတ္ထုအပေါ်သိမတက်နိုင်ဘူးလေနော်အပေါ်တက်ချင်ရင်ပို့ဖို့ပါပါမှတက်လို့ရတယ်မို့လားအဲ့ဒါကြောင့်အနာတပိန်တာဝရိသာမှာရက်အပေါ်မတက်နိုင်ဝိသကကတော့မြတ်စွာဘုရားပြိဋိဘံစံပြီးသောနောက်အနာတပိန်၌ကစံပြီးသောနောက်နော်ကျောင်းတိုက်ကြီး2 တိုက်စလုံးကိုတာဝန်ယူစောင့်ရှောက်သွားတာသူတယောက်တည်းနည်းနော်ဝန်ထုတ်ကြည့်မဟုတ်ဘူးသူဆောင်ရွက်သွားတာဟုတ်လားရှင်အနန္ဒာ120ပြိဋိဘံစံနဲ့ရှင်မကတ္တဗ120ပြိဋိဘံစံနဲ့ဝိသကရရှိမှကြီးပြိဋိဘံစံသွားတာမြတ်စွာဘုရားကသက်တော်80ပြိဋိဘံစံနဲ့သက်တော်150အသက်ရှိတာကအနုရုဒ္ဓဒီတော့ဘုရားမရှိသောနောက်အရှင်အာနန္ဒာရှင်မကတ္တဗတို့မရှိသောနောက်ရှင်သာရိပုတ္တရှင်မောက္ကလန်တို့မရှိသောနောက်သာဝတိကကျောင်းတိုက်ကြီး2 တိုက်မှာအနုရုဒ္ဓကစီမံအုပ်ချုပ်ပြီးတော့ဝိသကဒကမကြီးတယောက်တည်းကထောက်ပတ်စောင့်ရှောက်ပြီးတော့နေသွားတာနှစ်ပေါင်း80နော်အံ့ဩစရာအဲ့ဒါကြောင့်ဝိသကဘယ်အထိတက်တာလဲနေမာနရတိအထိတက်ပါတယ်နော်
အားလုံးပေါ့ပေါ့ပါပါလေးအထက်တက်နိုင်အောင်ကြိုးစားကြပါလို့ဒါဘုန်းကြီးတို့တိုက်တွန်းပါတယ်ဒါနံသက္ကသသောပနံဒါနံပါထိယမௌတ္တမံဒါနံဥစုကတမေကံဒါနံမောက္ခပဒံဝရံသာရဝနှလုံးပြော့ပြောင်းသူတော်ကောင်းပေါင်းတို့ဒါနလူဒါနမသမြဟာသက္ကသသောပနံနတ်ပြည်မြမပြည်တဲချောင်းဆောင်တန်လှကားနဲ့တူတယ်ဒါနလူဒါနမသမြဟာဩတ္တမမောမြတ်စွာသောပါထေယံဘဝသန္တရာခရီးမှာရိတ်ခါထုတ်တာနဲ့တူတယ်ဒါနလူဒါနမသမြဟာဥစုကတမေကံနိဗ္ဗာန်ခရီးကိုဖြောင့်တန်းစေတယ်ဒါနလူဒါနမသမြကမောက္ခပဒံဝရံဘဝသန္တနာထွက်ပတ်ကိုဥတည်နေလိမ့်မယ်လို့သတ်တာလုံနတ်တော်ဆရာဘုရားရှင်ကိုရောမြတ်သည်အဝါစကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေသတည်းသက္ကာရောဟဏသောပါဏံအဉ္ဉံသီလသမံကုတောဒွါရံဝပါဏနိဗ္ဗာနနဂရတဘဝေသနေသာရဝနှလုံးပျော်ပြောင်းသူရကောင်းပေါင်းတို့သီလသည်သက္ကာရောဟဏသောပါဏနတ်ပြည်တဲချောင်းဆောင်တန်လေကားပါပဲအဉ္ဉံသီလသမံကုတောသီလနဲ့တူတဲ့နတ်ပြည်တဲချောင်းဆောင်တန်လေကားဆိုတာဘယ်မှာရှိပါမလဲဒွါရံဝပါဏနိဗ္ဗာနနဂရတဘဝေသနေနိဗ္ဗာန်ဆိုတဲ့ရွှေမြို့တော်ကိုဝင်တဲ့နေရာမှာသီလဟာပထမတကပေါက်ပါပဲလို့သတ္တလူနတ်တို့ဆရာမြတ်စွာဘုရားကိုရောမြတ်သည်အဝါစာကရုဏာရှိထားမေတ္တာအဖြင့်ဟောကြားတော်မူခဲ့ပါပေသတည်းနတ်ပြည်တဲ့ကြောင်းဆောင်နှံလှေကားဤမှာပြီးပါပြီကံဘဲကလူတွေအားလုံးလှေကားကောင်းကောင်းထောင်းပြီးတော့ဘဝအထက်တန်းတက်လှမ်းနေကြပါစေလို့ဆုတောင်းပါတယ်။ကိုင်အားလုံးအမြဝေပြီးတော့ခန္ဓာပြီးဆုံးကြရအောင်ဣဒာမေပုံညံဘောဓိညာဏတ္တပစ္စယောဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာသီတကုရေလူတော်ဧကောင်းမှုသည်ဘောရိညာဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကိုဘဝများစွာသံတရာမှယနေ့ကြအောင်ဆွေမျိုးမိဘတော်စัจ jạ ကုန်သောဆွေဟောင်းမျိုးဟောင်းမိဟောင်းဖဟောင်းဘိုးဟောင်းဘွားဟောင်းဆရာသမားပေါင်းတို့အားကြားကြပါစေရကြပါစေအမြဝေဤကြားကြသမျှကုသိုလ်ဝေစုအယယူ၍အမြယူ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြယူရမူကြပါကုန်လော